ကျွန်တော်ဇနီးဟာသူမရဲ့အမျိုးသားလက်ထောက်ဖြစ်သူခန္ဓာဝိုင်းကိုဝစ်စုံတစ်ထည်လက်ဆောင်ပေးခဲ့ရုံနဲ့တင်ကျွန်တော်ကကွာရှင်းပြက်ဆဲခွင့်နှုတ်တစာတိုက်ရိုက်ပေးပို့လိုက်မယ်လို့အိမ်မက်ထဲမှာတောင်ထက်မှတ်ဖို့မှမဟုတ်ပါဘူးဒါတင်မကသေးပါဘူးသူမကိုလက်ပလာနဲ့အိမ်ပေါ်ကနေပါနှင်ချလိုက်အောင်ပါပါဒီမနက်မှာစီးပွားဖက်နဲ့ project တစ်ခုအောင်မြင်အောင်သဘောတူညီချက်ရယူပြီးတဲ့နောက်ကျွန်တော်ပေါ်အမြဲတမ်းအရန်ချစ်ပြတတ်တဲ့ဇနီးတဲ့နဲ့မမျှော်လင့်ပဲလမ်းမှာဆုံးခဲ့ပါတယ်သူမဟာတန်မိုးကြီးအော်ဒါချုပ်ဝစ်စုံအယောင်ကောင်တာမှာကျွန်တော်အတွက်ဆိုပြီးဝစ်စုံတစ်ထည်အတွက်ငွေရှင်းနေတာကိုတော်တော်ကြာစောင့်ကြည့်ခဲ့မိပါတယ်ညနေပိုင်းကျတော့အဲ့ဒီဝစ်စုံကသူမရဲ့အမျိုးသားလက်ထောက်ကိုပေါ်ကိုရောက်သွားလိမ့်မယ်လို့ကျွန်တော်ဘယ်လိုသိနိုင်ပါမလဲကျွန်တော်ဟာပြဿနာရှာပြီးရန်ပွဲဖြစ်အောင်လုံးမဲ့အစားနဲ့တစ်ချက်ပြုံးပြလိုက်ပါတယ်ပြီးတော့ကျွန်တော်လူတွေကိုချက်ချင်းလွတ်ပြီးမြို့ပေါ်ကစတိုးဆိုင်အားလုံးမှာရှိတဲ့အဲ့ဒီဒီဇိုင်းတူတန်ဖိုးကြီးဝတ်စုံတွေအားလုံးကိုဝယ်ယူစေခဲ့ပါတယ်အဲ့ဒီဝတ်စုံတွေကိုယူလာပြီးသူမရှိမှပုံပေးလိုက်တော့သူမလည်းစိတ်ကြိုက်ကက်ချစ်ပြီးငွေရှင်းခဲ့ရတာပေါ့ကျွန်တော်ရဲ့ရင်းနှီးတဲ့တငယ်ချင်းတွေကလည်းတညလုံးမအိပ်ပဲကျွန်တော်အတွက်ကွာရှင်းပြက်ဆဲရေးစာချုပ်ကိုအစင်သင့်ပြင်ဆင်ပေးခဲ့ကြပါတယ်ကျွန်တော်မှငွေရှာဤတဲ့ရုပ်ရည်ရှိတဲ့အရေးချင်းရှိတယ်ပြီးတော့ဒီကဘာပေါ်မှာအမျိုးသမီးဆိုတာမရှားပါဘူးနှစ်ပတ်လဲပါတီပွဲမှာကျွန်တော်ဟာဝိုင်းနီဖန်ခွက်ကိုကင်ပြီးအေးလူလူရက်နေခဲ့ပါတယ်တချင်းတန်စတင်ထွက်ပေါ်လာတဲ့အခါပါတီပွဲရဲ့အငွေသက်ကပို့ပြီးတော့ခမ်းနားလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလှုပ်ထူဦးဟာသူမရဲ့လက်ထောက်ကိုခေါ်ပြီးဖြည်းဖြည်းချင်းဝင်လာခဲ့ပါတယ်သူမဟာပင်မဝင်ပေါက်ဝမှာရက်ပြီးဒီပက်ခန္ဓာဝိုင်းရဲ့နှက်ကတိုင်ကိုတည်တည်ချာချာပြင်ပေးနေတာကိုကျွန်တော်မျက်စိနဲ့တက်အပ်မြင်လိုက်ရပါတယ်သူမရဲ့နှက်ခမ်းထက်မှာထူးဆန်းတဲ့အပြုံးတစ်ခုရှိနေပြီးမျက်လုံးတွေထဲမှာတော့အချစ်တွေအပြည့်ရှိနေပါတဲ့သူမရဲ့ရွေးချယ်မှုအပေါ်သူမကိုသူမအယမ်းကုန်ယူနေတဲ့ပုံစံမျိုးပါပဲလှုပ်ထူရဲ့အကြိုက်ကအမြဲတမ်းပြည့်စုံကောင်းမွန်လာပါတယ်သူမရဲ့ထိတွေ့မှုအပြီးမှာတော့ဒီဘက်ခန္ဓာဝိုင်းရဲ့ style ဟာရုပ်တရက်အဆင့်တန်းတစ်ခုစီရောက်သွားပြီးအဲ့ဒီတန်ဖိုးကြီးတစ်စိမ့်ဝတ်စုံရဲ့တန်ဖိုးကိုပါပိုပြီးမြင့်တက်သွားစေပါတယ်အဲ့ဒီခိုက်တက်မှာကျွန်တော်ရဲ့မျောလင်းချက်တွေအားလုံးရိုက်ချိုးခံလိုက်ရပါတယ်မနက်ပိုင်းကကောင်တာကနေထွက်လာတဲ့လှုပ်ထူမှုကိုတွေ့တော့ကတော့သူမကျွန်တော်အတွက်အဝတ်စားတွေဝယ်ပေးတယ်ဆိုပြီးသူမရဲ့ကြီးကြမှုတွေကိုစိတ်ရှိပေးခဲ့မိတာပါကျွန်တော်နှလုံးသားထဲမှာပျော်ရွှင်မှုလိုင်းလုံးတွေဖြတ်တန်းသွားခဲ့ပူပါတယ်အဝတ်စားတွေနဲ့လိုက်ဖက်အောင်ဆိုပြီးစပင်စတိုင်းဆရာကိုခေါ်ပြီးကျွန်တော်ဆံပင်ကိုတည်တည်ချာချာပြင်ဆင်ခဲ့ပါသေးတယ်ဒါပေမဲ့ပါတီပွဲဆက်ခါနေ့ထိသူမအဲ့ဒီဝတ်စုံကိုယူပြီးအိမ်ပြန်မလာခဲ့ပါဘူးကျွန်တော်ကတိတိကြီးနဲ့ပဲဖုံးဆက်ပြီးငါအတွက်အံ့ဩစရာလက်ဆောင်တစ်ခုခုရှိလားလို့မေးခဲ့ပါတယ်။သူမကတော့အလုပ်ကြောင်းပြပြီးစကားလမ်းကြောင်းလွှဲသွားခဲ့ပါတယ်။ဒါပေမဲ့ဖုန်းထဲကနေအမျိုးသားတစ်ယောက်ရဲ့တုံးလုံးခြောက်ချနေတဲ့အတန်ကိုကျွန်တော်ကြားလိုက်ရပါတယ်။အဲ့ဒီအတန်ကမန်နေဂျာမမတကယ်လို့အလုပ်ရှင်တိသွားရင်စိတ်ဆိုးမှာမဟုတ်ဘူးလားလို့မေးနေတာပါလှုပ်ထူဦးကတော့အေးစစ်စစ်ပဲစိတ်မပူပါနဲ့သူ့မှာအဝတ်စားတွေအများကြီးရှိလုံးလို့ကဖေးဆိုင်ဒီဇိုင်းတောင်ဖွင့်လို့ရတယ်လို့ပြန်ဖြေခဲ့ပါတယ်ဒီအမျိုးသမီးဟာကျွန်တော်ပေါ်မယိုသားတော့ဘူးဆိုတာကျွန်တော်ရုတ်တရက်သဘောပေါက်သွားခဲ့ပါတယ်ဒီဘက်ခန္ဓာဝိုင်းဟာလှုပ်ထူဦးရဲ့အနားမှာငြိမ်ငြိမ်လေးလျှောက်လာပြီးကျွန်တော်ဘက်ကိုကြည့်ကရင်ကျေးပြူငါစွာပြုံးပြပါတယ်သူ့ရဲ့မျက်လုံးတွေနဲ့မျက်ဝန်းထောင်းကမက်ကလေးကမြင်ဘူးတလို့ရှိနေခဲ့ပါတယ်သူကဂုဏ်ယူပါတယ်ဆရာကိုမျိုးရဲ့အကောင်းဆုံးလူငယ်စီးပွားရေးလုပ်ငန်းရှင်အဖြစ်ရွေးချယ်ခံလိုက်ရပါတယ်လို့ပြောပါတယ်သူ့ရဲ့မြောက်ပစ်စကားကြောင့်ကျွန်တော်မျက်ဝန်းတွေအေးဆက်သွားခဲ့ပါတယ်ကျွန်တော့သူ့ကိုအထက်အောက်ဆိုင်ကြည့်ပြီးမင်းဝစ်စုံကမစိုးပါဘူးငါအော်ဒါမှာထားတဲ့ဝစ်စုံနဲ့အတူတူပဲငါတို့နှစ်ယောက်စလုံးကလူကြီးတွေပဲဆိုတော့ပွန့်ပွန့်လင်းလင်းပြောဖို့မလိုပါဘူးကောလိပ်ကျောင်းဆင်းပြီးတစ်နှစ်တောင်မပြည့်သေးတဲ့သူကရွန်း2သိန်းတန်တစ်စိမ့်ဝစ်စုံကိုဝယ်ဖို့ပတ်စံပယ်ကရမှာလဲလို့မေးလိုက်ပါတယ်ဒီဘက်ခဏဝိုင်းဟာကျွန်တော်ရဲ့စိုက်ကြည့်မှုကိုခံရပြီးနောက်အရန်တုံလို့သွားပြီးစကားတွေထစ်ကုန်ပါတယ်သူကအကူအညီတောင်းတဲ့ပုံစံမျိုးနဲ့လှုပ်ထူမှုကိုခဏလှည့်ကြည့်နေခဲ့ပါတယ်လှုပ်ထူကကျွန်တော်ဘက်ကိုလှည့်ကြည့်လာပါတယ်သူမရဲ့မျက်နှာကရေပြင်လိုပဲငြိမ်သက်နေပြီးအာလာယန်ရှင်နားလည်မှုလွဲနေပြီးခန္ဓာဝိုင်းကဒီလိုပါတီပွဲကြီးမျိုးကိုတခါမှမတက်ဘူးတလို့တစိမ့်ဝတ်စုံမျိုးလည်းမဝတ်ဘူးသူကအရန်စူးစမ်းပြီးဘဝကိုတိုးတက်ချင်တဲ့သူမို့လို့ကျမကတာမန်အတိုင်းဝတ်စုံတစ်ထည်ဝယ်ပေးလိုက်တာပါလို့ပြောပါတယ်ကျွန်တော်မျက်ခုံးပစ်လိုက်ပြီးကျွန်တော်ဘေးကလက်ထောက်ကိုအချက်ပြလိုက်ပါတယ်နောက်တစ်မိနစ်မှာပဲတန်မိုးကြီးတစ်စိမ့်ဝတ်စုံတွေကိုအပြည့်စုံဝတ်ဆင်ထားတဲ့လူ73ယောက်ပါတီခမ်းမတဲ့ကိုတန်းစီပြီးဝင်လာခဲ့ကြပါတယ်လူတိုင်းရဲ့မျက်နှာပေါ်မှာတူညီတဲ့အပြုံးတွေရှိနေကြပြီးလက်ထဲမှာလည်းတူညီတဲ့ဒီဇိုင်းဝတ်စုံတွေကိုကင်ထားကြပါတယ်သူတို့အားလုံးလှုပ်ထူဦးရှိမှတန်းစီရက်လိုက်ကြပါတယ်လှုပ်ထူကအံ့ဩတုန်လှုပ်စွာနဲ့ကျွန်တော်ကိုကြည့်ပါတယ်ကျွန်တော်ကအနားကတိုင်ကိုမှီရက်လိုက်ပြီးကဲငွေရှင်းလိုက်လေဒီမှာရှိတဲ့ဘန်ခွဲမန်နေဂျာ73ယောက်စလုံးကလည်းသူတို့ရဲ့လက်ထောက်တွေကိုအရန်ချစ်ကြတာပဲသူတို့လက်ထောက်တွေကလည်းအရန်စူးစမ်းကြတာမန်နေဂျာမမလုပ်အနေနဲ့မိမိရဲ့ကိုယ်ရေးကိုယ်တာလက်ထောက်တယောက်တည်းကိုပဲအခွင့်ထူးခံဖြစ်ဆက်ဆံပြီးဗလိုက်မှုမျိုးတော့မလုပ်တော့ပါဘူးနော်လို့ပြောလိုက်ပါတယ်ဒီဘက်ခဏဝိုင်းကကျွန်တော်သူတို့နှစ်ယောက်ကိုလောင်ပြောင်နေမှန်းကောင်းကောင်းသဘောပေါက်သွားပါတယ်သူမျက်နှာဖြူရောသွားပြီးရှက်ရှုနေတဲ့ပုံစံနဲ့ဆရာမန်နေဂျာမမကိုဒုက္ခမပေးပါနဲ့ဒါတွေအားလုံးကျွန်တော်အပြစ်တွေပါကျွန်တော်အခုပဲဝတ်စုံကိုပြန်ပေးပါမယ်လို့ပြောပါတယ်ကျွန်တော်မျက်ခုံးထပ်ပင်ပြီးဟိတ်မင်းမာရီပြောနေတာလဲငါကပဲအပြစ်မဲ့တဲ့သူတွေကိုနှိပ်စက်နေတဲ့လူပီလိန်ကြီးကြနေတာပဲမင်းကဒီဘက်ခန္ဓာဝိုင်းမဟုတ်လားမင်းအတွေးလို့နေပြီးဒါကဝတ်စုံ73ထဲပဲဟာဘာပြဿနာမှမရှိပါဘူးထူဦးကငငယ်ကလေးကအလိုလိုက်ခံပြီးကြီးပြင်းလာတာသူမငါးစားရင်တော့တခြားသူကအယိုးနှင်ပေးရတာအမျိုးသမီးတစ်ယောက်ကအမျိုးသားတစ်ယောက်ကိုအဝတ်စားလက်ဆောင်ပေးတာဘာအတိတ်ပဲလဲဆိုတာသူမမသိဘူးလားဒါကတာမန်ပါပဲဒါပေမဲ့မင်းကသူမရဲ့ကိုယ်ရေးကိုယ်တာလက်ထောက်ပဲမင်းရဲ့အတိုင်းတာကန့်သက်ကိုမင်းသတိထားတင်တာပေါ့မင်းကဒါကိုမသိဘူးလားလို့ပြောလိုက်ပါတယ်
ဒီဘက်ခန္ဓာဟိုင်းကကြောက်လန့်တကြားခေါင်းငုံပြီးတောင်းပန်ပါတော့တယ်လှုပ်ထူဦးရဲ့မိသားစုနောက်ခံတဲ့အလောက်ကိုင်အစင်တန်းကထိတ်တန်းအစင်ပါသူမရဲ့အရေးချင်းကအမခန်းပါပဲသူမဘဝရဲ့ထက်ဝက်ကိုတောက်ပတဲ့ကျေပွင့်တပွင့်လိုဖြတ်တန်းခဲ့တာပါသူမကိုသဘောကျတဲ့အမျိုးသားတွေလည်းမရှားခဲ့ပါဘူးပြီးခဲ့တဲ့3 နှလုံးလုံးသူမဟာမိမိရဲ့တိတ်ခါနဲ့လွတ်လပ်မှုကိုထိန်းသိမ်းခဲ့ပါတယ်သူမအနာကိုကပ်ဖို့ကြိုးစားတဲ့အမျိုးသားတွေကိုအေးဆက်ပြီးအလန့်ကွာတဲ့အကြည့်တွေနဲ့ပဲတုတ်ပြန်ခဲ့တာပါသူမဟာကျွန်တော်ရဲ့ရင်ခွင်ထဲမှာညာပေါင်းများစွာဖြတ်တန်းခဲ့ပူပြီးကျွန်တော်ဟာသူမဘဝရဲ့အဖိုးတန်ဆုံးလူသားလို့ပြောခဲ့ပူပါတယ်ဒါပေမဲ့အခုတော့အားလုံးပြောင်းလဲသွားပါပြီသူမရဲ့မျက်ဝန်းတွေထဲမှာတခြားအမျိုးသားတစ်ယောက်အတွက်စိုးရိမ်ပူပန်ပေးနေတာကိုကျွန်တော်မြင်နေရပါပြီလှုပ်ထူဟာခက်ပြုံးပြုံးနဲ့သူမရဲ့ black card ကိုထုတ်ပြီး store manager ကိုပေးလိုက်ပါတယ်ပြီးတော့ကျွန်တော်အနာကိုအေးဆေးစွာရှောက်လာပြီးကျွန်တော်လက်ကိုကင်ကချစ်စနိုးကြည့်ပါတယ်ပါတီပွဲရဲ့တချင်းတန်တွေကြားထဲကနေသူမရဲ့လှပတဲ့အတန်ကကျွန်တော်နားထဲကိုပြန့်လွင့်လာပါတယ်အဝတ်စားတစုံတည်းတင်ဟာကိုရှင်တာကိုစိတ်ထဲအောက်မေ့ထားလိုက်မယ်လို့ကျွန်မမထင်ထားဘူးဝန်ထမ်းအစ်တယောက်ကို6လက်နာကအသေးအဖွဲကိစ္စပါဒါပေမဲ့ရှင်စိတ်ဆိုးပြီးဖျားနာသွားရင်တော့ကျွန်မစိတ်မကောင်းဖြစ်ရလိမ့်မယ်လို့ပြောပါတယ်သူမရဲ့စကားတန်ကအလိုလိုက်တဲ့ပုံစံနဲ့ကြီးဆယ်တဲ့ပုံစံမျိုးဖြစ်နေပါတယ်အရေးမပါတဲ့အသေးအဖွဲကိစ္စတစ်ခုကိုပြောနေတယ်လို့မျိုးစကားလမ်းကြောင်းကိုအလွယ်တကူပဲပြောင်းလဲလိုက်တာပါကျွန်တော်မျက်နှာပေါ်မှာအေးဆက်တဲ့အပြုံးတစ်ခုပေါ်လာပါတယ်ကျွန်တော်လက်ချောင်းတွေနဲ့သူမရဲ့လယ်ပင်ကိုကင်ပြီးကျွန်တော်အနာကိုဆွဲခေါ်လိုက်ပါတယ်ပြီးတော့ဒီဘက်ခန္ဓာဟိုင်းကမင်းပေါ်စိတ်ကူးတွေရှိနေတာမင်းလိုအမျှော်မြင်ရှိတဲ့အမျိုးသမီးတစ်ယောက်ကဒါကိုလစ်လူရှုထားလို့မရဘူးဒီယွန်တန်း20ကမင်းအတွက်ဘာမှမဟုတ်မှန်းငါသိတယ်ဒီနေ့ကိစ္စကပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေလို့ပြောလိုက်ပါတယ်အနာကဝန်ထမ်းတွေကတော့ကျွန်တော်တို့နှစ်ယောက်ရိုမတ်တဆန်နေကြတယ်အောက်မေ့ပြီးဝိုင်းဝန်းအော်ဟေးအားပေးကြပါတယ်ကျွန်တော်တို့နှစ်ယောက်ကြားအကွာအဝေးကအရန်နီးကပ်လွန်းတာကြောင့်လှုပ်ထူဦးရဲ့မျက်နှာတစ်ခုလုံးညင်မြန်းသွားခဲ့ပါတယ်အမြဲတမ်းတည်ငြိမ်နေတဲ့သူမရဲ့မျက်နှာကအနှဲငယ်တုံးလုံးချောက်ချသွားပုံရပြီးအာလာယန်ဒီလိုမလုပ်ပါနဲ့ဂျူနီယာတွေကြည့်နေကြတယ်ကြည့်လို့မကောင်းဘူးကျမနဲ့ခန္ဓာဟိုင်းကြားမှာအလုပ်ရှင်နဲ့ဝန်ထမ်းဆက်ဆံရေးပဲရှိတာပါရှင်အပိုးတွေရှောက်မတွေးပါနဲ့လို့ရှက်ကိုရှက်ကန်းနဲ့ပြောပါတယ်ကျွန်တော်နဲငယ်ရေမောပြီးသူမရဲ့လက်ကိုလွှတ်လိုက်ပါတယ်သူမကိုတိတ်ခါချဖို့ကလွယ်ကူပါတယ်ဒါပေမဲ့အဲ့ဒါကကျွန်တော်ရဲ့ဂုံတိတ်ခါကိုပါထိခိုက်စေမှာပါဒီလိုတာမန်ကောင်လေးတယောက်အတွက်နဲ့ကျွန်တော်ရဲ့စံနှုန်းကိုရှော့ချဖို့မသင့်တော်ပါဘူးဒေါသကိုထိန်းချုပ်ပြီးတဲ့နောက်ဒီတစ်ချိန်တော့သူတို့ကိုလွှတ်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဘာပဲဖြစ်ဖြစ်သူတို့ဖောက်ပြန်နေတယ်ဆိုတဲ့ခိုင်မာတဲ့တက်တည်လဲကျွန်တော်မှမရှိသေးပါဘူးကျွန်တော်သူမရဲ့လက်ကိုကင်ပြီးစင်မော်တက်ကဒီနှစ်အတွက်အောင်မြင်မှဥတွေကိုကြီးညာခဲ့ပါတယ်တခြားပန်ခွဲကလက်ထောက်တွေကလည်းအရန်လဲကြပါတယ်သူတို့အားလုံးလက်ထဲမှာဝတ်စုံတွေကိုကင်ပြီးဒီဘက်ခန္ဓာဟိုင်းရှိကနေဖျက်လျှောက်သွားရင်ဒါတွေအားလုံးလက်ထောက်ဒီဘက်ကြောင့်ဖြစ်လာရတာမင်းသားမရှိရင်ငါတို့တစ်သက်လုံးဒီလိုတန်ဖိုးကြီးဝတ်စုံမျိုးကိုဝေးရမှာမဟုတ်ဘူးမန်နေဂျာမမလုပ်ရဲ့အမြင်မှာတော့တစုံတစ်ယောက်ကိုအဝတ်စားပေးတာကကလေးကိုတကြားလုံးပေးတယ်လို့ပါပဲမင်းဒီကိစ္စကြောင့်မန်နေဂျာမမအပေါ်စိတ်ကူအမှားတွေရှိမနေပါနဲ့နော်လက်ထောက်ဒီဘက်ရဲ့မျက်လုံးတွေနဲ့နှက်လုံးသားကသူမနဲ့တထေရရဲပဲလေဒါကြောင့်လဲမန်နေဂျာမမကမင်းကိုတခြားသူတွေထပ်ပို့ပြီးမျက်နှာသာပေးတာပေါ့လို့ပြောကြပါတယ်လူတိုင်းကသူ့ကိုလှောင်ပြောင်နေကြပြီးစကားဖြစ်နေတတိပေးနေကြတာပါဒီဘက်ခန္ဓာဟိုင်းတယောက်သူ့ဘဝမှာဒီလောက်အထိအဆက်ကွဲတာမျိုးတစ်ခါမှမကြုံဘူးထင်ပါတယ်သူ့ကောင်းကတဖြည်းဖြည်းနှိမ့်ဆင်းသွားပြီးရှက်လွန်းလို့အဝီစီရောက်မတက်ဖြစ်နေခဲ့ပါတယ်လူစုလူဝေးနေသွားတဲ့အချိန်မှာတော့သူငိုပြီးအပြင်ကိုပြေးထွက်သွားခဲ့ကပါတီပွဲပြီးတဲ့အထိပြန်မလာတော့ပါဘူးပါတီပွဲအပြီးမှာတော့လူငယ်ဝန်ထမ်းတွေစိတ်လွတ်ကိုလွတ်ပြောပါနိုင်အောင်ကျွန်တော်တို့စောစောပဲပြန်ခဲ့ကြပါတယ်ကျွန်တော်ကအရက်တောက်ထားတာကြောင့်လှုပ်ထူဦးကကားမောင်းပါတယ်သူမကအရာရာကိုမိမိစိတ်ကြိုက်ထိန်းချုပ်ခြင်းနဲ့စိတ်တဘာဝရှိတာကြောင့်သူမရဲ့ကားကိုသူမကိုယ်တိုင်ပဲမောင်းလို့ရှိပါတယ်ကျွန်တော်ကားထဲဝင်ထိုင်လိုက်တာနဲ့ဘေးကခီးတဲ့ထိုင်ခုံရဲ့တီနေရာအနေထားပြောင်းလဲနေတာကိုသတိထားမိလိုက်ပါတယ်နီကာမန်ရဲ့1400စလုံးမှာညနိုင်မင်းအန်နီမေးစာမူရိုင်းစတစ်ကအချုပ်ကတ်ထားတာကိုတွေ့ရပါတယ်ကျွန်တော်ကလွဲရင်လှုပ်ထူဦးကိုမိမိရဲ့ driver လို့သဘောထားဝင်သူမရှိသလိုသူမရဲ့ဘေးနားကထိုင်ခုံမှာထိုင်ဝင်လောက်အောင်မယူရဲတဲ့သူလည်းမရှဤပါဘူးအထူးတလဲတွေးမနေပဲဒါဘသူလက်ချက်လဲဆိုတာသဘောပေါက်သွားပါတယ်ကျွန်တော်နှလုံးသားထဲမှာရုတ်တရက်ဒေါသတရားတွေပြင်းထန်ထွက်ပေါ်လာပါတယ်ဒီအမှန်တရားကိုကျွန်တော်လက်မခံချင်ဘူးဆိုရင်တော့အဲ့ဒီအချိန်မှာကျွန်တော်ဒေါသကြောင့်ယူသွလူမတက်ဖြစ်နေခဲ့ရတာပါသူမှကျွန်တော်ဝတ်စုံကိုသူ့ကိုပေးလိုက်တော့ကတော့ဝတ်စုံတစ်ထည်အတွက်ပဲစိတ်မကောင်းဖြစ်မိတာပါဒါပေမဲ့အခုတော့အဲ့ဒီကောင်လေးကကျွန်တော်ရဲ့ကိုယ်ပိုင်နဲ့ပဲ personal space ထဲထိသူ့ရဲ့အမှတ်သားကိုခြံထားခဲ့ပါပြီဒါကကျွန်တော်ကိုတိုက်ရိုက်စင်ခေါ်လိုက်တာပါပဲအိမ်အောင်တက်9နှစ်အတွင်းမှာပထမဆုံးအကြိမ်ဖြတ်ဒီလောက်အထိဒေါသထွက်မိတာပါလှုပ်ထူဦးကိုပါတစ်ချက်ရိုက်ပြီးကားပေါ်ကနေကန်ချလိုက်ခြင်းစိတ်ပေါက်သွားတယ်လို့ကားကိုကိုယ်တိုင်မောင်းပြီးဒီဘက်ခန္ဓာဟိုင်းစီတန်းတန်းမတ်မတ်သွားကသူ့ကိုလက်သီးပြင်းပြင်းတစ်ချက်ထိုးပစ်လိုက်ခြင်းစိတ်လည်းပေါက်မိပါတယ်ကျွန်တော်သူမကိုမေးခွန်းထုတ်တော့မဲ့အချိန်မှာပဲသူမရဲ့ဖုန်းမိလာပါတယ်လှုပ်ထူဦးဟာဒေါသကြောင့်မြင်မြန်းနေတဲ့ကျွန်တော်မျက်နှာကိုလုံးဝဂယုမဆိုင်ပဲအေးဆေးစွာနဲ့ပဲဒီဘက်ခန္ဓာဟိုင်းရဲ့ဖုန်းကိုလက်ခံဖြေချလိုက်ပါတယ်ကျွန်တော်စိတ်ပြက်လက်ပြက်နဲ့ထိုင်ကုန်ကိုပြန်ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာသူမကဖုန်းထဲကနေမင်းစိတ်မပူပါနဲ့ငါအခုအဲ့ဒီကိုလာနေပြီလို့ပြောလိုက်ပါတယ်ကျွန်တော်လက်တွေတုံ့ခန့်နဲ့ရက်သွားပါတယ်ကျွန်တော်ခေါင်းကိုဖြည်းဖြည်းချင်းမော့ပြီးသူမဘက်ကိုကြည့်လိုက်ပါတယ်လှုပ်ထူဦးကမျက်မှောင်ကုပ်ပြီးခန္ဓာဟိုင်းကကောင်တာမှာဝစ်စုံသွားပြန်ပေးတာသူ့မှာဘေးလ်ဘဲလ်မပါသွားလို့ကျမအဲ့ဒီကိုသွားရမယ်ရှင်အိမ်ကိုအရင်ပြန်နှင်းဖို့မိသားစုဒရိုင်ဘာကိုဖုန်းဆက်ခေါ်ပေးမယ်လို့ပြောပါတယ်ကျွန်တော်ကိုနာကိုတော့မယုံနိုင်ဖြစ်သွားပြီးဒီလိုအသေးအဖွဲကိစ္စလေးအတွက်နဲ့မင်းငါကိုဒီမှာထားခဲ့တော့မလို့လားငါအရက်တောက်ထားတာကိုတောင်တိလျက်နဲ့လာလို့မေးလိုက်ပါတယ်လှုပ်ထူဦးကအံ့ဩတုန်လှုပ်စွာနဲ့ကျွန်တော်ကိုကြည့်ပြီးအာလာယန်
ကျေးဇူးပြုပြီးကျမကိုဒုက္ခမပေးပါနဲ့အဲ့ဒီကောင်လေးရဲ့မာနကအရန်ကြီးတာရှင်ကလူပုံအလဲမှာသူ့ကိုဒီလောက်အထိအဆက်ခွဲလိုက်တော့သူခံစားရပြီးအခုဝတ်စုံပြန်ပေးမယ်ဆိုပြီးဆွလုံနေတာလို့ပြောပါတယ်ကျွန်တော်ပခုံးတွန်းလိုက်ပြီးသူ့မာနကကြီးတာလားဒါမှမဟုတ်သူကတိတိကြီးနဲ့မင်းရှိမှငါ့ကိုရန်စနေတာလားသူကိုယ်တိုင်လာပြီးဘေးလာမယူရရအောင်သူကဘာလဲလို့မေးလိုက်ပါတယ်လှုပ်ထူဦးကစိတ်ပြက်လက်ပြက်နဲ့မျက်လုံးတွေကိုမှိတ်လိုက်ပြီးတပြင်းရှိကြီးတစ်ချက်ချကမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါသူမရဲ့မျက်ဝန်းတွေထဲမှာအေးစက်မှုတွေပဲရှိနေပါတော့တယ်သူမကအာလာရန်ဝန်ထမ်းတစ်လေးတယောက်ကိုဒီလိုဒုက္ခပေးရတာရှင်အတွက်ဘာတွေပြောစရာကောင်းနေလို့လဲရှင်တခြားသူတွေပေါ်အာနာပြတာဘယ်တော့ကလေးကစတာလဲရှင်ရင်ကဒီလိုလူမျိုးမဟုတ်ပါဘူးလို့ပြောပါတယ်ကျွန်တော်ရဲ့အရင်ကဒေါသတွေဟာရုတ်တရက်ပျောက်ကွယ်သွားတယ်လို့ပါပဲအဲ့ဒီနေရာမှာကြီးမားတဲ့စိတ်ပြတ်အာရုံမှုတွေအစားထိုးဝင်ရောက်လာပြီးဒီအခြေအနေတွေအားလုံးကကျွန်တော်အတွက်ရေစရာကြီးလို့ဖြစ်လာပါတယ်ငါကပဲတခြားသူတွေကိုအာနာပြနေရတယ်လို့လားလှုပ်ထူမင်းဒီနေ့အထိငါရှိမှာတခြားမျိုးသားတယောက်ဘက်ကနေတခါမှရှိနေမလိုက်ပေးဘူးမင်းအဖေအရင်ခောက်ဘက်ကတော့မလိုက်ဘူးဒါကပထမဆုံးအကြိမ်ပဲလို့ကျွန်တော်ပြောလိုက်ပါတယ်လှုပ်ထူရဲ့အေးဆက်တဲ့မျက်နှာပေါ်မှာခဏတာအံ့ဩသွားတဲ့အရေးအယောင်ပေါ်လာပါတယ်ကျွန်တော်စကားကိုဆက်ပြောလိုက်ပါတယ်ငါတို့လက်ထက်တုန်းကမိသားစုနှစ်စုလုံးရဲ့တိတ်ခါအတွက်မင်းအပြင်မှာအရှုပ်ရှင်းမလုပ်ဖို့နဲ့ငါလည်းကလပ်ကလပ်တွေမှာအချိန်ဖြုံးမကစားဖို့ရှင်းရှင်းလင်းလင်းသဘောတူခဲ့ကြတာလေမင်းကဒီလိုတာမန်ကောင်လေးတယောက်အတွက်နဲ့ငါတို့ရဲ့စီကံတွေကိုဖောက်ဖျက်တော့မလို့လားလှုပ်ထူရဲ့အကြည့်တွေကတည်ငြိမ်ပြီးခေါင်းမှလွန်းလာပါတယ်သူမတော်တော်ကြာကြာတွေးတောနေပြီးတဲ့နောက်မိသားစုတိုင်းဘာစီဖုန်းဆက်လိုက်ပါတယ်နောက်ဆုံးမှာတော့သူမကျွန်တော်ဘက်ကိုငုံပြီးထိုင်ကုန်ကားဘက်ကိုဖြုတ်ပေးရင်တာမန်လေးတန်းနဲ့ပဲအာလာရန်ရှင်ကအမြဲတမ်းစီကံတွေနဲ့တင်းကျပ်လွန်းနေငါတို့ကလင်မယားတွေလေစီးပွားဖက်တွေမဟုတ်ဘူးရှင်ရဲ့ယုံကအကျင့်စရိုက်တွေကိုကျမအပေါ်မလာတက်ရောက်စေနဲ့ဒါကကျမကိုမုန်းချက်စေတဲ့ခန္ဓာဟွိုင်းရဲ့ကိစ္စကိုရှင်းပြီးရင်ဒီညကျမခုမိသားစုရဲ့ပင်မအိမ်ကြီးမှာပဲနားလိုက်မယ်ငါတို့နှစ်ယောက်စလုံးစိတ်အေးသွားအောင်အချိန်ခဏပေးကြရအောင်လို့ပြောပါတယ်ဒါကအမှန်တရားပါပဲတကယ်တော့သူမကတခြားမျိုးသားတယောက်နာသွားပြီးစိတ်ပန်းဖြေချင်တာဖြစ်ပြီးပျော်ရွှင်မှုကိုရှာဖွေနေတာပါဒါပေမဲ့အရင်တုန်းကတော့သူမကိုယ်တိုင်ပဲကျွန်တော်ရဲ့တမ်းမာပြီးအမြဲတမ်းရှိသူတက်လန်းနေတဲ့စတိုင်ကိုအကြိုက်ဆုံးလို့ပြောခဲ့တာလေအခုစိတ်ကုန်သွားတဲ့အခါကျမှမိမိရဲ့အမားတွေကိုကျွန်တော်အပေါ်ပုံချဖို့အတွက်ဒီလိုအကြောင်းပြချက်အကြီးကြီးပေးနေစရာလို့တလားကျွန်တော်လိုက်တိစွာနဲ့ပဲကားပေါ်ကနေကိုယ်တိုင်ဆင်းပေးလိုက်ပါတယ်ကျွန်တော်မျက်စိရှိမှတင်အဲ့ဒီအနီရောင်ပစီပြန်ကားလေးအရှိန်နဲ့မောင်းထွက်သွားတာကိုစောင့်ကြည့်နေခဲ့မိပါတယ်ကျွန်တော်သူမကိုအခွင့်အရေးပေးခဲ့ပေမဲ့သူမကတော့တန်ဖိုးမထားခဲ့ပါဘူးကျွန်တော်ဖုန်းကိုယူပြီးငယ်တငယ်ချင်းချိုခိုင်းစီဖုန်းဆက်ကကွာရှင်းပြက်စဲရေးစာချုပ်တစ်ခုပြင်ဆင်ခိုင်းလိုက်ပါတယ်တကယ်လို့အခြေအနေကရေဆုံးရေဖျားအထိမရောက်ခဲ့ရင်ကျွန်တော်လည်းလှုပ်ထူဦးကိုကွာရှင်းဖို့တောင်းဆိုမှာမဟုတ်ပါဘူးကျွန်တော်တို့မိသားစုနှစ်စုရဲ့လူကြီးမိဘတွေကမျိုးဆက်ပေါင်းများစွာကတည်းကရင်းနှီးတဲ့မိတ်ဆွေစစ်တွေဖြစ်ကြပါတယ်ကျွန်တော်နဲ့လှုပ်ထူဦးကလည်းငယ်တငယ်ချင်းတွေပေါ့နောက်ပိုင်းကျမှသူမကနိုင်ငံခြားမှာပညာသင်ဖို့ထွက်သွားခဲ့တာပါကျွန်တော်တို့ကြားမှာ12နီးပါးအဆက်အသွယ်ပြတ်တောက်ခဲ့ပါတယ်ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြတာကမိသားစုနှစ်စုရဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပါတီပွဲတဲ့ခုမှပါသူမကအခုထိလှပပြီးဆွဲဆောင်မှုရှိနေတော့မှာပဲလူကြီးတွေရဲ့မေးခွန်းတွေကိုလည်းသူမအမျှော်မြင်ရှိပြန်လည်ဖြေကြားနိုင်ခဲ့ပါတယ်ကျွန်တော်ကတော့ဒီနှစ်တွေအတွင်းမှာစီးပွားရေးကိုတာဝန်ယူရင်းစိတ်ဖိစီးမှုတွေပြေပြောက်အောင်ကလပ်တွေကိုတစ်ခါတရံသွားလိမ့်ရှိပါတယ်ဒီလောက်အထိနှစ်တွေကြာကြီးခွဲခွာပြီးမှပြန်ဆောင်ကြတာဆိုတော့စိမ့်သက်ပြီးနေရခက်လိမ့်မယ်လို့ထင်ခဲ့တာပါဒါပေမဲ့ကိုရမှာနှစ်ယောက်တည်းဆောင်ကြတဲ့အခါသူမရဲ့ရင်ကျေးတိမ်မွေးတဲ့ရုပ်သွင်းရဲ့နောက်ွယ်မှာအရန်ရရပြီးစိတ်ဝင်စားဖို့ကောင်းတဲ့လူတစ်ယောက်ပုံကွယ်နေတာကိုတွေ့ရပါတယ်အဲ့ဒါကမျက်စိတမိတ်တွင်းမှာပဲကျွန်တော်တို့ရဲ့ငယ်စဉ်ကအမတ်တရားတွေကိုပြန်လည်လန်းဆန်းစေခဲ့ပါတယ်ကျွန်တော်တို့နှစ်ယောက်စလုံးကအလုတ်ကန်ရဲ့အထွတ်ထိပ်ရောက်နေကြပြီးတယောက်ကိုတယောက်နားလဲတယ်လို့လေးစားမှုလည်းရှိကြပါတယ်ဒါကြောင့်မို့လို့မကြခင်မှာပဲဆေးဆက်ခဲ့ကြပြီးလက်ထပ်ခဲ့ကြတာပါလက်ထပ်ပြီးတဲ့နောက်မှာကျွန်တော်တို့ဟာတယောက်ကုမ္ပဏီရဲ့ share တွေကိုတယောက်ကပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ Local Corporation နဲ့ Co Corporation တို့ရဲ့ပူးပေါင်းမှုကအရင်ကတခါမှမမြင်ဘူးလောက်အောင်ကြီးကျယ်ခမ်းနားခဲ့ပါတယ်။ဒါကြောင့်မို့လို့ကွာရှင်းပြီးတဲ့နောက်ပိုင်ဆိုင်မှုခွဲဝေဖို့ကတကယ်ကိုကောင်းခဲစရာအလုပ်တစ်ခုဖြစ်လာမှာပါ။အိမ်ပြန်ရောက်တဲ့အခါကျွန်တော်ကောင်းကဘုံကွဲမတက်ကြိုက်ခဲနေပါတယ်။ရေမိုးချိုးတန့်စင်ပြီးတဲ့နောက်နွားနို့ပူပူတစ်ခွက်တောက်ပြီးအိတ်ဖို့ပြင်ဆင်နေတော့ဖုန်းထဲကိုလှုပ်ထူဦးစီကနေ good night စာတိုးလေးရောက်လာပါတယ်အဲ့ဒီစာနဲ့အတူချစ်စရာကောင်းတဲ့ flying kiss ပေးနေတဲ့ sticker လေးလည်းပါသေးတယ်စိတ်ကောက်ပြီးအေးဆက်နေကြတဲ့အချိန်မှာတော့သူမဟာဝတ္တရားမပြတ်အလေးမြတ်ပြုဖို့မမေ့လျော့ခဲ့ပါဘူးနောက်တနေ့မနေ့ရုံးတက်တဲ့အခါကုမ္ပဏီရဲ့အခန်းမှာသပင်အပြာရောင်နဲ့မိန်းကလေးတစ်ယောက်ကျွန်တော်ကိုတိုက်မိမလို့ဖြစ်ခဲ့ပါတယ်ကျွန်တော်ရဲ့လက်ဆွဲအိတ်မြေပြင်ပေါ်ပြုတ်ကျသွားပြီးအဲ့ရာကြီးတစ်ခုထင်ကျန်ရိပ်ခဲ့ပါတယ်အဲ့ဒီမိန်းကလေးလက်ထဲကမနက်ခင်းကော်ဖီကလည်းလေထဲကိုပြန်တက်သွားပြီးကျွန်တော်ရဲ့ကုတ်အင်ဂျီဘောကိုတက်တဲ့ကြီးကျလာခဲ့ပါတယ်ဂိတ်ဝမှာရက်နေတဲ့လုံခြုံရေးဝန်ထမ်း2ယောက်ကဒါကိုမြင်မြင်ချင်းချက်ချင်းပြေးလာပြီးအဲ့ဒီမိန်းကလေးကိုမုံမကြည့်ပဲရှောက်သွားနေတာလားဆိုပြီးစူပူကြပါတော့တယ်မိန်းကလေးကအရန်ကြောက်လန့်သွားပါတယ်သူမကတုံတုံရင်နဲ့ကျွန်တော်လက်ဆွဲအိတ်ကိုကောက်ပေးပြီးတ िश ူးတွေနဲ့ကျွန်တော်ကုတ်အင်ဂျီကိုတုပ်ပေးရှာပါတယ်အစွန်ထင်းကပြောင်းမသွားတဲ့အခါကျတော့သူမကဒူးထောက်ပြီးကျွန်တော်ကိုတောင်းပန်ပါတော့တယ်ဒီလောက်အထိအေးဆက်လာတဲ့ရာသီဥတုမှာသူမကဂျာကင်အင်ဂျီပပလေးပဲဝတ်ထားပြီးနေကမျက်မှန်တက်ထားပါတယ်ဒါပေမဲ့အဲ့ဒီမျက်မှန်ကသူမရဲ့မျက်လုံးအောက်ကညိုမဲတန်ရာတွေကိုအပြည့်အစုံမဖုံးကွယ်နိုင်ခဲ့ပါဘူးကျွန်တော်ကတော့ပေးရသွားတဲ့ကုတ်အင်ဂျီကိုဂယုမဆိုင်ပဲတံမိုးကြီးလက်ဆွဲအိတ်ပေါ်ကအရာကိုပဲစိတ်ပြက်လက်ပြက်နဲ့ကြည့်နေမိပါတယ်တိုက်ဆိုင်ဆိုင်ပဲအမြဲတမ်းကျွန်တော်နဲ့တစ်ချိန်တည်းရုံးတက်လေးရှိတဲ့လှုပ်ထူဦးကဒါကိုမြင်သွားခဲ့ပါတယ်ကျွန်တော်တို့ကုမ္ပဏီနှစ်ခုရဲ့အဆောက်အအုံကလမ်းတစ်ဖက်ပဲချ
ဒါပါသူမကလမ်းတစ်ဖက်ကနေရက်ပြီးဒါတွေအားလုံးကိုတိတ်တိတ်ဆိတ်ဆိတ်စောင့်ကြည့်နေခဲ့တာပါသူမရဲ့မျက်နှာကအယမ်းကိုအေးဆက်လွန်လာပါတယ်ကျွန်တော်ဘဝမှာပထမဆုံးအကြိမ်ဖြစ်သူမရဲ့မျက်ဝန်းတွေထဲမှာကျွန်တော်ပေါ်ထားတဲ့မုန်းတီးမှုတွေကိုမြင်လိုက်ရပါတယ်ဖြစ်နိုင်တာကတော့သူမရဲ့အမြင်မှာကျွန်တော်ရဲ့ဒီလိုအမူအရာကလည်းတခြားသူတွေအပေါ်အာဏာပြနှိပ်စက်နေတယ်လို့မျိုးမြင်သွားတာဖြစ်ပါလိမ့်မယ်ကျွန်တော်ကတော့သူမရဲ့နားလည်မှုလွဲမှားမှုကိုဂရုမစိုက်ဘဲနောက်သို့နှလန်းဆုပ်လိုက်ပါတယ်လုံခြုံရေးတွေကိုလက်ဟန်နဲ့တားလိုက်ပြီးအဲ့ဒီမိန်းကလေးရဲ့လက်ကိုကင်ကမြေပြင်ကနေထူပေးလိုက်ပါတယ်ပြီးတော့တည်ငြိမ်တဲ့အတန်နဲ့မင်းပါပြဿနာတွေကြုံနေရလဲတော့ငါမသိဘူးဒါပေမဲ့မိန်းကလေးတယောက်အနေနဲ့မင်းကိုမင်းချစ်တဲ့ဘဝမှာဘာပဲဆုံးရှုံးမိမိရဲ့မာနနဲ့တိတ်ခါကိုတော့အဆုံးရှုံးမခံပါနဲ့ဘာလို့လဲဆိုတော့အဲ့ဒါကမှမင်းတယောက်တည်းရဲ့ပိုင်ဆိုင်မှုအစစ်မို့လို့ပဲလို့ပြောလိုက်ပါတယ်အဲ့ဒီမိန်းကလေးကမြေပြင်ကသူမရဲ့ပစ္စည်းတွေကိုကောက်ရင် sorry နဲ့ thank you တွေကိုစက်တိုက်ပြောပြီးပြေးထွက်သွားခဲ့ပါတယ်ရုံးအဆောက်အုံရဲ့အကွေ့မှာသူမရုတ်တရက်ရက်လိုက်ပြီးလှည့်ကြည့်တဲ့အခါသူမရဲ့နှုတ်ခမ်းထက်မှာထူးဆန်းတဲ့အပြုံးတစ်ခုရှိနေခဲ့ပါတယ်ကျွန်တော်ရဲ့ရုံးခန်းထဲကိုဝင်လာခဲ့ပါတယ်စပွဲမှာထိုင်ပြီးပျက်စီးသွားတဲ့လက်ဆွဲအိတ်ကိုတိတိကျကျကြည့်နေမိပါတယ်အမှန်တိုင်းပြောရရင်အဲ့ရာကတိတ်မကြီးပါဘူးတေချာအာယုံမဆိုင်ရင်မြင်အောင်မြင်ရမှာမဟုတ်ပါဘူးဒါပေမဲ့တခါအစွန်းထင်းဖြစ်သွားပြီးရင်တော့အဲ့ဒီရာကပြည့်စုံကောင်းမွန်ခြင်းမရှိတော့ပါဘူးဘာလို့လဲဆိုတော့အဲ့ဒါကအရန်တန်ဖိုးကြီးလုံးလို့ပါဒါကြောင့်မို့လို့အဲ့ဒီအစွန်းထင်းလေးကိုပြန်ပြင်ဖို့ဆိုတာကောင်းကင်ကကြဲကိုလှမ်းဆွဲရတယ်လို့ခက်ခဲပါတယ်ဒါထက်ပိုပြီးခက်ခဲတာကတော့ကျွန်တော်နဲ့လှုပ်ထူဦးတို့ရဲ့ဆက်ဆံရေးကိုပြန်ပြင်ဖို့ပါပဲဒီမနေ့သူမကျွန်တော်ကိုကြည့်ခဲ့တဲ့အကြည့်ကအခုထိကျွန်တော်နှလုံးသားထဲမှာစူးတစ်ချောင်းလိုဆွဲထင်နေသေးပါကျွန်တော်နဲ့လှုပ်ထူဦးတို့ရဲ့နေလေစာကအမြဲတမ်းလှုပ်မိသားစုရဲ့စဖို့မှုကပြင်ဆင်ပြီးကျွန်တော်ရုံးခန်းကိုပို့ပေးလေးရှိပါတယ်ဒါကသူမရဲ့အဆင့်တန်းကိုပြသတာဖြစ်တယ်လို့ကုမ္ပဏီကတခြားမိန်းကလေးတွေကျွန်တော်အနာမကတ်နိုင်အောင်တားဆီးတာလည်းဖြစ်ပါတယ်သူမကိုယ်တိုင်လည်းကျွန်တော်နဲ့အတူနေလေစာစားဖို့ပြောထားခဲ့တာပါဒီနေ့နေလေတနာရီထိတော့သူမလာမှာမဟုတ်ဘူးလို့ထင်ထားခဲ့တာကျွန်တော်ချိုင်းကိုဖွင့်လိုက်ရုံရှိသေးသူမဝင်လာခဲ့ပြီးသူမရဲ့နောက်ွယ်မှာတော့ဒီဘက်ခန္ဓာဟိုင်းလည်းပါလာခဲ့ပါတယ်သူ့မျက်လုံးတွေနီမြန်းနေပြီးခေါင်းငုံထားရှာပါတယ်သူကအရန်ကိုရိုးသားပြီးတနာစရာကောင်းတဲ့ပုံစံမျိုးဖန်တီးထားတာပါကျွန်တော်ရဲ့တရုတ်တူ chopsticks တွေကိုဘေးမှာချထားလိုက်ပြီးသူတို့နှစ်ယောက်ကိုငြိမ်ငြိမ်လေးစောင့်ကြည့်နေလိုက်ပါတယ်လှုပ်ထူဦးကကျွန်တော်ဘေးမှာထိုင်ပြီးတက်ပြင်းရှည်ကြီးတစ်ချက်ချပါတယ်မင်းညကကိစ္စကြောင့်ခန္ဓာဝိုင်းကိုယုံမှလူတိုင်းကပြစ်မှတ်ထားပြီးနှိပ်စက်နေကြတယ်လို့ပြောပါတယ်ကျွန်တော်လှုပ်ထူဦးအတွက်စွပ်ပြုတ်ခွက်ကိုခတ်ပေးရင်မျက်တောင်တစ်ချက်တောင်မခတ်ပဲဘာလို့လဲသူကဥက္ကဋ္ဌကြီးရဲ့လက်ထောက်တစ်ယောက်ပဲဟာဒီလိုအသေးအဖွဲကိစ္စလေးကိုတော့သူမဖြေရှင်းနိုင်ဘူးလားလို့မေးလိုက်ပါတယ်လှုပ်ထူဦးကတိုးညင်းတဲ့အတန်နဲ့ရှင်းလူတွေကိုနည်းနည်းထိမ့်ပေးစေခြင်းနဲ့ဝန်ထမ်းတစ်လေးကိုဒီလိုမနှိပ်စက်ပါနဲ့လို့ပြောပါတယ်စီးပွားရေးလောကရဲ့လှုပ်ဝက်စည်းကမ်းတစ်ခုအရကျွန်တော်တို့နှစ်ယောက်စလုံးကတယောက်ကုမ္ပဏီမှာတယောက်ကတူရှိုးတွေထည့်ထားကြတာပါလှုပ်ထူဦးဆိုလိုတာကကျွန်တော်လူတွေကကျွန်တော်ဘက်ကနေပြီးတိတိကြီးနဲ့ခန္ဓာဟိုင်းကိုပြစ်မှတ်ထားနှိပ်စက်နေကြတယ်ဆိုတာပါပဲမင်းညကနှစ်ပတ်လည်ပါတီပွဲကိုကုမ္ပဏီနှစ်ခုစလုံးပူးပေါင်းပြီးကျင်းပခဲ့တာပါဝန်ထမ်းအားလုံးဒီပါအဲ့ဒီမှာရှအင်းနေခဲ့ကြပြီးစီးပွားရေးလောကမှာအတင်းအဖြစ်စကားဆိုတာအရန်ပြန့်နှံ့လွယ်ပါတယ်ဒီဘက်ခန္ဓာဟိုင်းရဲ့လုပ်ရက်တွေအပေါ်ဝေဖန်စကားပြောကြတာကတော့တဘာဝပါပဲကျွန်တော်စုပ်ပြုတ်ပကံလုံးကိုသူမရှိမှချပေးလိုက်ပြီးလေးလံတဲ့အတန်နဲ့ငါဘသူ့ကိုမှမင်းရဲ့အဲ့ဒီလက်ထောက်ကိုပြစ်မှတ်ထားဖို့အမိန့်မပေးခဲ့ဘူးဒါကငါရဲ့ style မဟုတ်မှန်းမင်းသိတဲ့နဲ့ဒီနေ့သူကြုံတွေ့နေရတာတွေအားလုံးကသူ့အပြစ်နဲ့သူပဲဘာလို့လဲဆိုတော့သူ့မှာမိမိရဲ့အတိုင်းတာနဲ့အကွာအဝေးကိုသဘောမပေါက်ခဲ့လို့ပဲထူမင်းအခုထိလူတဘာဝကိုနားမလည်သေးဘူးမင်းရဲ့ဒီလိုထူးထူးခြားခြားထောက်ပံ့မှုနဲ့ပလိုက်မှုတွေကနှင်းရင်ဖြစ်ဖြစ်ညံရင်ဖြစ်ဖြစ်သူ့အတွက်ရန်သူအစ်စ်တွေကိုပဲမွေးထုတ်ပေးလိုက်မယ်သူ့ကိုနာကျင်အောင်လုပ်တဲ့သူကငါဘယ်တော့မှမဟုတ်ခဲ့ဘူးလို့ပြောလိုက်ပါတယ်ဒီဘက်ခန္ဓာဟိုင်းကတော့အခုထိငြိမ်နေခဲ့ရကနေရုတ်တရက်ရှိကိုနှလန်းတက်လာပြီးတုံရင်နဲ့ဒါတွေကမန်နေဂျာမမရဲ့အပြစ်မဟုတ်ပါဘူးဆရာမနေ့ကကိစ္စကတကယ်ကိုကျွန်တော်ရဲ့မိုင်မဲမှုကြောင့်ပါပထမဆုံးအကြိမ်ဖြစ်ဒီလောက်အထိတန်မိုးကြီးတဲ့လက်ဆောင်ကိုရလိုက်လို့ဆရာကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့မိပါတယ်ကျွန်တော်ဆရာကိုတောင်းပန်ပါတယ်လို့ပြောပါတယ်ကျွန်တော်ခဏနာပြီးရေမောလိုက်ပါတယ်မင်းရဲ့လက်ထောက်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲစကားကိုပွန့်ပွန့်လင်းလင်းပြောရင်နားမလည်ဘူးဒါပေမဲ့မင်းရဲ့ထောက်ပံ့မှုကတော့ဘာထက်မဆိုပိုနေတာပေါ့ကျွန်တော်ဒီဘက်ခန္ဓာဟိုင်းရဲ့ဟန်ပြတောင်းပန်မှုကိုလက်မခံခဲ့တယ်လို့ကျွန်တော်လူတွေကိုလည်းသူ့ကိုလှုပ်ပေးဖို့မပြောခဲ့ပါဘူးဒီဘက်ခန္ဓာဟိုင်းရဲ့မတက်တာတဲ့ပုံစံနဲ့သူ့ရဲ့မျက်ရည်တွေကလှုပ်ထူဦးရဲ့ဒေါသကိုဆွတ်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်ပထမဆုံးအကြိမ်ဖြစ်သူမမိမိကိုမထိန်ချုပ်နိုင်တော့ပဲကျွန်တော်ကိုအော်ဟစ်ကစွပ်ပြုတ်ပကံလုံးကိုကျွန်တော်ချီရင်းသားမှာရိုက်ခွဲပစ်လိုက်ပြီးဒီဘက်ခန္ဓာဟိုင်းကိုပြန်တောင်းပန်ဖို့တောင်းဆိုပါတော့တယ်ကျွန်တော်မှာဘာမှမရှိတာပဲကျွန်တော်ဘာလို့တောင်းပန်ရမှာလဲအဲ့ဒီနေ့ကကျွန်တော်နဲ့လှုပ်ထူဦးကြမှာအကြီးအကျယ်ရံပွဲဖြစ်ခဲ့ပါတယ်အဲ့ဒီနေ့နေ့လယ်မှာပဲသူမဟာဒီဘက်ခန္ဓာဟိုင်းကိုခေါ်ပြီးဒီပတ်ဝန်းကျင်ကနေဝေးရစီစီးပွားရေးခရီးစဉ်တစ်ခုထွက်သွားခဲ့ပါတယ်ညပိုင်းမှာကျွန်တော်ရဲ့အချစ်ဆုံးတငယ်ချင်းနဲ့အရက်တောက်နေတဲ့အခါသူကကျွန်တော်ဟာအရန်ကိုလက်တွေ့ဆန်ပြီးပြည့်စုံလုံးလာတယ်လို့ဝေဖန်ပါတယ်အဲ့ဒါကပဲလှုပ်ထူဦးရဲ့စိတ်ထဲမှာဒီဘက်ခန္ဓာဟိုင်းကိုကာကွယ်ပေးခြင်းနဲ့စိတ်ဆန္ဒကိုနှိုးဆော်ပေးလိုက်တာပါတဲ့တကယ်ကိုထူးဆန်းပါတယ်ကျွန်တော်အနားမှာမိန်းကလေးတွေမရှားပါဘူးကျွန်တော်အသက်30အထိမိမိရဲ့စီကံတွေကိုထိမ့်သိမ့်နိုင်ခဲ့ရင်လှုပ်ထူဦးကဘာလို့မထိမ့်သိမ့်နိုင်ရတာလဲခြုံငုံပြောရရင်တော့အခုအချစ်တွေကုန်ဆုံးသွားခဲ့ပါပြီကျွန်တော်နဲ့မဆိုင်တော့တဲ့အရာနောက်ကိုကျွန်တော်လိုက်မနေပါဘူးဒီနေ့ကျွန်တော်တိတိကြီးနဲ့ပဲ local corporation ကိုသွားပြီးအဲ့ဒီလက်ထောက်ရဲ့မျက်နှာကိုသွားကြည့်ခဲ့ပါတယ်တစ်ချက်ကြည့်လိုက်ရုံနဲ့တင်သူကကိုနာဟုတ်ဆိုတဲ့သူရဲ့ကာဗွန်မိတ်တူအတိုင်းပါပဲအထူးသဖြင့်သူ့ရဲ့
မျက်လုံးတွေနဲ့အဲ့ဒီမျက်ရည်မဲ့ကလေးကမင်းနဲ့တထေရတဲ့ပဲလှုပ်ထူဦးရဲ့အုံနောက်ထဲမှာဘာတွေတွေးနေလဲဆိုတာနားမလည်နိုင်ဘူးမူရင်းပစ္စည်းကရှေ့မှာရှိနေတာကိုတန်ဖိုးမထားပဲအတူပါတစ်ခုကိုလိုက်ပြီးထိမ့်သိမ့်နေရတယ်လို့သူမတကယ်ပဲမင်းကိုချစ်ရလားချိုခိုင်းရဲ့ဒီစကားတွေကကျွန်တော်ရဲ့အမှုတွေကိုလွင့်ပြသွားစေပါတယ်အဲ့ဒီတော့မှပထမဆုံးအကြိမ်ဒီပက်ခန္ဓာဝိုင်းနဲ့တွေ့တော့ကကျွန်တော်မှထူးဆန်းတဲ့ဆက်နွယ်မှုတစ်ခုကိုခန်းစားခဲ့ရတာကိုသတိရမိပါတယ်အဲ့ဒါကမြူနင်းတွေလိုမှုံဝါးနေခဲ့တာပါအဲ့ဒီနောက်မှာကျွန်တော်အေးဆက်ဆက်ရေမောရင်းဘယ်သူသိမှလဲဖြစ်နိုင်တာကတော့အတုကပိုပြီးနူးညံ့ပျော့ပြောင်းတဲ့ဂယုစိုက်တတ်တယ်ပြီးတော့တခြားသူတွေရဲ့နှလုံးသားကိုသိမ့်ပိုက်နိုင်တာပေါ့လို့ပြောလိုက်ပါတယ်ကျွန်တော်ခေါင်းကအရန်ကိုကြိုက်ခဲနေပါတယ်ချိုခိုင်ကကျွန်တော်ကိုအိမ်ကြီးလိုက်ပို့ပေးပါတယ်သူကကွာရှင်းရေးစာရွက်စာတမ်းတွေအစင်တင်ပဲမင်းလှုပ်ထူဦးနဲ့ဒီအကြောင်းကိုဘယ်တော့ပြောမလဲလို့မေးပါတယ်ကျွန်တော်တက်ပြင်းရှည်ကြီးချလိုက်ပါတယ်လလဲပိုင်းကျရင်သူမပုံမှန်အတိုင်းသူမရဲ့အဖိုးအိမ်ကိုညစာစားဖို့လာမှတေးချပါတယ်လတိုင်းရဲ့လလဲပိုင်းမှာကျွန်တော်တို့တွေပြက်ကွက်မှုမရှိပဲလုံမိသားစုရဲ့လူကြီးမိဘတွေနဲ့အတူညစာသွားစားလေးရှိကြပါတယ်လှုပ်ထူဦးစီကနေကွာရှင်းဖို့ဆိုတာတင်းငယ်တဲ့ကိစမဟုတ်ပါဘူးကျွန်တော်ဒီအချိန်ကိုအသုံးချပြီးကျွန်တော်ရဲ့အရန်စီစဉ်တွေနဲ့ဘေးကင်းလုံခြုံတဲ့ထွက်ပေါက်တွေအားလုံးကိုပြင်ဆင်ရမှာပါတီရဲ့ပိုင်းတွင်းမှာဒီဘက်ခန္ဓာဝိုင်းကလည်းငြိမ်မနေခဲ့ပါဘူးသူကနေတိုင်းသူ့ရဲ့လူမှုကွန်ရက်တွေကိုအတိတ်လုပ်နေခဲ့ပါတယ်တခါတလေမန်နေဂျာမမနဲ့အတူမနက်စာစားတာတခါတလေညနေတဲ့အထိအတူတူအချိန်ပိုဆင်းတာတခါတလေမျိုးရဲ့အမြင့်ဆုံးအဆောက်အုံပေါ်ကနေအောက်ကရှုခင်းကိုကြည့်တာတွေပေါ့ပထမဆုံးအကြိမ်လေထီခုံတဲ့အတွေ့အကြုံပထမဆုံးအကြိမ်ရေအောက်ကဘာကိုအနီးကပ်ကြည့်ခွင့်ရတာပြီးတော့ပထမဆုံးအကြိမ်မိမိမျက်စိနဲ့အော်ရီယာရဲ့အလှတရားကိုမြင်တွေ့ခွင့်ရတာတွေဒီစီးပွားရေးခရီးစဉ်ကသူ့ကိုသူ့ဘဝတစ်လျှောက်လုံးမိမိကိုယ်တိုင်ဘယ်တော့မှမတက်နိုင်ခဲ့တဲ့အတွေ့အကြုံတွေနဲ့အံ့ဩစရာတွေအားလုံးကိုပေးခဲ့တာပါသူ့ရဲ့ပျော်ရွှင်မှုကအရန်ကြီးမှလွန်းလို့လူမှုကွန်ရက်ဆိုတာတောင်တင်းငယ်လုံးနေပုံရပါတယ်အရင်တုန်းကလှုပ်ထူဦးနဲ့အတူဒါတွေအားလုံးကိုလုပ်ခဲ့တဲ့သူကကျွန်တော်တယောက်တည်းပဲလေးခုတော့လုပ်ဖို့ကင်ဖက်တွေကကျွန်တော်ကိုထူဆန်းပြီးတနာစရာကောင်းတဲ့အကြည့်တွေနဲ့ကြည့်ကြပါတယ်လှုပ်ထူဦးကတိတိကြီးနဲ့ပဲဒီဘက်ခန္ဓာဝိုင်းကိုဒါတွေအားလုံးလှုပ်ခွင့်ပေးခဲ့တာကကျွန်တော်ကိုတိတ်ခါချဖို့အတွက်ပါပဲဒါကတကယ်ကိုရက်ဆက်ပြီးအတဆန်နဲ့လှုပ်ရက်ပါဒီရက်ပိုင်းတွင်းမှာချိုခိုင်ကကျွန်တော်နဲ့အတူရှိနေလို့မိဘဖြစ်ပြီးဥပဒေရေးရာအဖွဲ့နဲ့ပူးပေါင်းကလှုပ်ထူဦးနဲ့ပိုင်ဆိုင်မှုခွဲဝေကိစ္စရပ်တွေကိုကြီးစုပေးနေခဲ့ပါတယ်အဲ့ဒီနေ့ကသူဖိုင်တွဲတစ်ခုကိုကင်ပြီးဒေါသတကြီးနဲ့ကျွန်တော်ရုံခန်းထဲဝင်လာခဲ့ပါတယ်အာလာယန်ဒီလှုပ်ထူဦးကတော့တကယ်ကိုအတိုင်းအထက်အလုံးဖြစ်နေပြီလို့ပြောပါတယ်ကျွန်တော်ကစီးပွားရေးစာရွက်စာတမ်းတစ်ခုကိုစစ်ဆေးနေရင်းနဲ့ချိုခိုင်ရဲ့ဒေါသကြောင့်ညီမြန်းနေတဲ့မျက်နှာကိုကြည့်ပြီးဘာဖြစ်လို့လဲသူမပြန်လာပြီလားလို့မေးလိုက်ပါတယ်ချိုခိုင်ကအဲ့ဒီဖိုင်တွေကိုကျွန်တော်စပွဲပေါ်ကိုအချိန်နဲ့ရိုက်ချလိုက်တဲ့အခါအထဲကနေ memory card တစ်ခုနဲ့ဓာတ်ပုံချို့ထွက်ကြလာပါတယ်လို့ထူဦးနဲ့ဒီဘက်ခန္ဓာဝိုင်းတို့ဟိုတယ်တစ်ခုရဲ့စုံတွဲခန်းထဲမှာရှိနေကြတာပါဒီဘက်ခန္ဓာဝိုင်းကအင်ဂျီမပါပဲရှိနေပြီးသူ့ရဲ့ရင်ဘတ်ပေါ်မှာအချစ်အမတ်သားတွေကအထင်းသားပေါ်လွင်နေပြီးမျက်စိထဲမှာစူးခနဲ့ဖြစ်သွားစေပါတယ်လူကတော့အခုထိပြန်မရောက်သေးဘူးဒါပေမဲ့သူမရဲ့ညစ်ပတ်တဲ့ဓာတ်ပုံတွေကတော့အရင်ဦးအောင်ရောက်လာခဲ့ပါဗျကျွန်တော်ရဲ့တင်းမာနေတဲ့ပခုံးတွေကဖြည်းဖြည်းချင်းလျှော့ကျသွားပါတယ်နှလုံးသားထဲမှာအရန်ပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပါတယ်ကျွန်တော်ရဲ့တုံရင်နေတဲ့လက်ချောင်းတွေနဲ့အဲ့ဒီ memory card ကိုယူပြီးအပိုလက်တော့ထဲမှာထည့်ပြီးဖွင့်ကြည့်လိုက်ပါတယ်ဟိုတယ်ရဲ့ခေါင်းမိုးပေါ်ကဝရန်တာမှာဝင်လူဆဲဆဲနေအောင်ကြီးအောက်မှာလှုပ်ထူဦးဟာခြေပြားထောက်ရက်ပြီးဒီဘက်ခန္ဓာဝိုင်းရဲ့မျက်နှာကိုလက်နှစ်ဖက်နဲ့ကင်ထားပါတယ်သူမရဲ့မျက်ဝန်းတွေထဲမှာသူ့အပေါ်ယူသွတ်နေတဲ့အငွေ့သက်တွေရှိနေပါတယ်သူတို့ရဲ့နောက်ွယ်ကကောင်းကင်ရံမှာတော့အနီရောင်နဲ့လိမ္မော်ရောင်တိမ်တိုက်တွေရဲ့လှပတဲ့ရှုခင်းကြီးရှိနေပါတယ်ချစ်သူနှစ်ယောက်ကတယောက်ကိုတယောက်ဖတ်ထားကြတာတကယ်ကိုရိုမန်တဆန်နဲ့ပကြီးကားတစ်ချက်တိုင်းပါပဲသူတို့နှစ်ယောက်နန်းတော့မဲ့အချိန်မှာပဲကျွန်တော်လက်တော်မျက်နှာပြင်ကိုအချိန်နဲ့ပိတ်ချလိုက်ပါတယ်ကျွန်တော်အတန်တွေတုံရင်နေခဲ့ပြီးဒါဘသူပို့တာလဲလို့မေးလိုက်ပါတယ်ချိုခိုင်ကလေးလံတဲ့အတန်နဲ့ဒါပါဆယ်နဲ့ရောက်လာတာအဲ့ကျိုကောင်တာမှာလက်ခံရရှိခဲ့တာလို့ပြောပါတယ်ကျွန်တော်တက်ပြင်းရှည်ကြီးချလိုက်ပြီးအဲ့ဒီတပ်ပုံတွေကိုဖိုင်ထဲပြန်ထည့်ကအန်ဆွဲထဲမှာတော့ခတ်ပိတ်ထားလိုက်ပါတယ်မိမိကိုယ်ကိုထိန်းချုပ်နိုင်အောင်လို့ပါပြဿနာမရှာပါနဲ့အိုးဒါကိုပို့တဲ့သူကဘသူလဲဆိုတာပဲအရင်စုံစမ်းပါလို့ပြောလိုက်တော့ချိုခိုင်ကဒေါသတကြီးနဲ့နောက်ထပ်ဘသူရှိအောင်မှလဲတေးချတယ်အဲ့ဒီအချက်မရှိတဲ့ဒီပက်ခန္ဓာဝိုင်းပဲဖြစ်ရမယ်သူကအထက်ကိုတက်လန်းဖို့အတွက်ယူသွတ်နေတာလို့ပြောပါတယ်ကျွန်တော်ကောင်းနေလိုက်ပါတယ်ဗီဒီယိုရဲ့ထောင်ကိုကြည့်ရတဲ့လောက်ဒါကလှုပ်ဝက်ကင်မရာနဲ့ရိုက်ထားတာဖြစ်ပြီးတမင်တက်ရိုက်ထားတာမျိုးမဟုတ်ပါဘူးဘာပဲဖြစ်ဖြစ်အရေးကြီးတာကဒီတစ်ချိန်တော့လှုပ်ထူဦးကသူမကိုသူမညစ်ပတ်အောင်လှုပ်လိုက်ပြီးမနေ့ပြန်ကလာလေပိုင်းပဲဒီလိုအမိုက်လိုလူတွေနဲ့ကစားနေတဲ့ညစ်ပတ်တဲ့ဂိမ်းကိုအခုပဲအဆုံးသတ်ရမယ်လို့ကျွန်တော်ပြောလိုက်ပါတယ်နောက်တစ်နေ့မှာလှုပ်ထူဦးရုံတက်လာပြီးသူမကမနက်ခင်းအစည်းအဝေးကိုအခွင့်ကောင်းယူကလူတိုင်းကိုတတိပေးခဲ့တယ်လို့ဒီဘက်ခန္ဓာဝိုင်းကိုအများဆုံးလောင်ပြောင်ခဲ့ကြတဲ့ဝန်ထမ်း3ယောက်ကိုအလုတ်ကနေတိုက်ရိုက်ထုတ်ပစ်လိုက်ပါတယ်အဲ့ဒီထဲက2ယောက်ကကျွန်တော်လူတွေပါလှုပ်ထူဦးကဒီဘက်ခန္ဓာဝိုင်းကိုဒီလိုလူပုံအလဲမှာပေါ်ပေါ်ထင်ထင်ထောက်ပံ့ပေးတာကကျွန်တော်အတွက်အံ့ဩစရာမဟုတ်တော့ပါဘူးဘာပဲဖြစ်ဖြစ်သူတို့2ယောက်ကကတင်တစ်ခုတည်းကိုမျှဝေခဲ့ကြပြီးပြီပဲဟာဒါပေမဲ့ကျွန်တော်အတွက်အံ့ဩစရာဖြစ်သွားအားရကတော့သူမဟာညနေပိုင်းမိသားစုပါတီပွဲကိုပါဒီဘက်ခန္ဓာဝိုင်းကိုခေါ်လာဝန်းနဲ့တတိရှိနေတာပါပဲဒီစီးပွားရေးခီးစဉ်ကပြန်มาဒီဘက်ခန္ဓာဝိုင်းကကျွန်တော်ရောက်ခမအမေအတွက်လက်ဆောင်တွေအများကြီးယူလာခဲ့ပါတယ်အဲ့ဒါတွေကအများအပြည့်ကျမ်းမာရေးဖြစ်ဆွစာတွေပါသူကရောက်ခမအမေရဲ့အကြိုက်ကိုတိတိကျကျဂရုစိုက်ပေးခဲ့တာမို့လို့သူမကအရန်ကိုပျော်နေပုံရပါတယ်ကျွန်တော်ရောက်လာတာကိုမြင်တော့ရောက်ခမအမေကအပေါ်ကစာကြည့်ခန်းစီလူတယောက်လွတ်လိုက်ပါတယ်အဲ့ဒီမှာကျွန်တော်ရောက်ခမအဖေနဲ့လှုပ်ထူဘူးလို့စကားပြောနေကြတာပါညစာစားပွဲစတင်နိုင်အောင်လို့ပေါ့အဲ့ဒီနောက်သူမကကျွန်တော်လက်ကိုကင်ပြီး
အိမ်တွင်းရဲ့အသေးဖွဲကိစ္စလေးတွေကိုမေးမြန်းနေခဲ့ပါတယ်လို့ထူဦးကထမင်းစားခန်းထဲကိုဝင်လာပြီးကျွန်တော်ဘက်ကိုတစ်ချက်ပဲကြည့်ကမျက်နှာလွှဲသွားပါတယ်ဒီပက်ခန္ဓာဟိုင်းကတော့သူမရဲ့နောက်ွယ်ကနေထက်ချက်မကွာလိုက်လာပြီးဘာမှတွတ်ဆုံမနေပဲသူမရဲ့ဘေးနာကခီးတဲ့ထိုင်ခုံသို့မဟုတ်သူမရဲ့ဘေးကထိုင်ခုံမှာဝင်ထိုင်လိုက်ပါတယ်ကျွန်တော်လေးလံတဲ့အတန်နဲ့ဒါကငါအမြဲတမ်းထိုင်နေကြထိုင်ခုံပဲလို့ပြောလိုက်ပါတယ်လို့ထူဦးကစက္ကန့်ပိုင်းလောက်တုံးကနေဖြစ်သွားပေမဲ့သူမဘာကန့်ကွက်မှုမှမလုပ်ခဲ့ပါဘူးကျွန်တော်စကားကိုဆက်ပြောလိုက်ပါတယ်ဘာပဲဖြစ်ဖြစ်ငါတို့အခုထိကွာရှင်းပြက်ဆဲတာမလုပ်ရသေးဘူးငါတို့ကအခုထိဥပဒေအရလင်မယားအစ်စ်တွေဖြစ်နေတော့မဲ့လောက်ကအချိန်တိုင်းအမျိုးသားလက်ထောက်တစ်ယောက်ကိုမိမိနဲ့အတူထားယုံတင်မကဘူးအခုဆိုရင်ပင်မအင်ကြီးအထိပါခေါ်လာခဲ့ပြီးတော့လူပုံအလယ်မှာငါရဲ့တတ်မှတ်ထားတဲ့ထိုင်ခုံပေါ်မှာပါသူ့ကိုပေးထိုင်လိုက်တယ်ဒါကငါမျက်နှာကိုတန်တန်မတ်မတ်ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်တာပဲဒီပက်ခန္ဓာဟွိုင်းရဲ့မျက်နှာပေါ်မှာတော့အောင်နိုင်သူရဲ့ပျော်ရွှင်မှုတွေအထင်သာပေါ်နေပြီးဒီလိုအတိတ်ပဲမရှိတဲ့ပြဿနာကိုကြည့်ယင်းကျွန်တော်ရဲ့ချင်းစိတ်တောင်ပေါက်မိပါတယ်ရောက်ခမအမေကကျွန်တော်ကိုအနာဆွဲခေါ်ပြီးသူမရဲ့တခြားတစ်ဖက်ကခုံလွတ်လေးကိုပုတ်ပြရင်းချစ်စနိုးနဲ့ဒီမှာထိုင်သားဒီနေ့အမေသားကြိုက်ဆုံးပင်လယ်စာတွေချက်ထားတဲ့ဝါအောင်စားတော့အရန်လက်ဆက်တယ်လို့ပြောရှာပါတယ်ရောက်ခမအမေဟာကျွန်တော်ရဲ့ကွယ်လွန်သူမိခင်အရင်ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်ပြီးကျွန်တော်ကိုအမြဲတမ်းအရန်ချစ်ပေးခဲ့တာပါအခုကျွန်တော်ပြောတော့မယ့်စကားတွေကိုတွေးမိပြီးကျွန်တော်ရင်ထဲမှာမကောင်းဖြစ်မိပါတယ်ဒါပေမဲ့ကျွန်တော်မှာတခြားရွေးချယ်စရာမရှိတော့ပါဘူးအဆက်ခွဲခံရတာကိုငင်ခံနေတာကကျွန်တော်စတိုင်မဟုတ်ပါဘူးကျွန်တော်ရောက်ခမအမေရဲ့လက်ကိုကင်ပြီးဖြည်းဖြည်းချင်းညစ်ကတည်ငြိမ်တဲ့အတန်နဲ့ဖြစ်နိုင်တာကတော့ဒီနေ့ကျွန်တော်ညစာစားနိုင်မှာမဟုတ်တော့ဘူးကျွန်တော်ဒီကိုအရန်ရေးကြီးတဲ့စကားတစ်ခုပြောဖို့လာခဲ့တာပါလို့ပြောလိုက်ပါတယ်ရောက်ခမအမေရဲ့အပြုံးကမျက်နှာပေါ်မှာတင်အေးခဲသွားတယ်လို့ပါပဲညစာစားပြီးမှပြောလို့မရတော့အောင်အဲ့ဒါကဘာကိစ္စမို့လို့လဲတားလို့သူမမေးပါတယ်ကျွန်တော်ခေါင်းခါပြလိုက်ပြီးလှုပ်ထူဦးဘက်ကိုလှည့်လိုက်ပါတယ်ပြီးတော့စိတ်ထဲမှာအကြာကြီးအောင်းထားခဲ့တဲ့စကားကိုပဲပြောချင်တာကြောင့်ပြောလိုက်ပါတော့တယ်မေဖေကျွန်တော်လှုပ်ထူဦးနဲ့ကွာရှင်းပြက်ဆဲချင်ပါတယ်ဒီစကားကိုကြားလိုက်ရုံနဲ့တင်ထမင်းစားကန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပါတယ်လေထုထဲမှာပြန့်လွင့်နေတဲ့ပင်လယ်စာနှံတွေကလည်းရုတ်တရက်လေးလံမွန်းကျက်သွားတယ်လို့ခံစားရပါတယ်ကျွန်တော်ရောက်ခမအဖေကအရန်အံ့ဩသွားတဲ့ပုံစံနဲ့ကျွန်တော်ကိုကြည့်ပြီးကွာရှင်းတာကစားလောက်စရာကိစ္စမဟုတ်ဘူးအထူးသဖြင့်မင်းနဲ့ထူဦးကြားမှာဒါကကုမ္ပဏီနှစ်ခုစလုံးပေါ်ကြီးမားတဲ့တက်ရောက်မှုရှိစေလိမ့်မယ်လို့ပြောပါတယ်ရောက်ခမအမေရဲ့မျက်နှာပေါ်မှာလည်းအံ့ဩတုန်လှုပ်မှုတွေအထင်တားပေါ်နေပြီးဟုတ်တယ်အာလာယန်မင်းတို့နှစ်ယောက်ကြားမှာအမြဲတမ်းအချစ်တွေအပြည့်ရှိခဲ့တာလေဘာတွေဖြစ်ကုန်ကြတာလဲလို့မေးပါတယ်လှုပ်ထူဦးကစပွဲကိုလက်နဲ့ရိုက်ပြီးထွက်လိုက်ပါတယ်သူမရဲ့အေးဆက်တဲ့မျက်နှာပေါ်မှာနောက်ဆုံးတော့ခံစားချက်အချို့ပေါ်ထွက်လာခဲ့ပါပြီအာလာယန်ရှေ့ရဲ့ပြဿကမပြီးသေးဘူးလားကျမခန္ဓာဟွိုင်းကိုဝစ်စုံတစ်ထဲလက်ဆောင်ပေးခဲ့ရုံလေးနဲ့တင်ရှင်ကအဲ့ဒီကလေးကအခုထိပြဿနာရှာနေပြီးအခုတော့ကွာရှင်းတဲ့အထိပါစကားကိုဆွဲခေါ်လာပြီးဒီရက်ပိုင်းတွင်းမှာရှေ့ရဲ့အမကိုရှင်တခါမှသဘောမပေါက်ခဲ့ဘူးလားလို့ဩပါတယ်ရောက်ခမအဖေကစပွဲကိုအရှိန်နဲ့ထုလိုက်ပြီးမင်းပါဆက်ပိတ်ထားစမ်းလို့အော်ပြစ်လိုက်ပါတယ်ပြီးတော့ကျွန်တော်ဘက်ကိုလှည့်ကြည့်ပြီးအာလာယန်မင်းပြောပြစမ်းဘာကိစ္စလဲလို့မေးပါတယ်ကျွန်တော်မျက်နှာပေါ်မှာခက်ဖြော့ဖြော့အပြုံးတစ်ခုပေါ်လာပါတယ်ကျွန်တော်ကတော့ဖေတို့ရဲ့တိတ်ခါကိုနည်းနည်းပါးပါးထိမ့်ပေးချင်တာပါဒါပေမဲ့မင်းကိုယ်တိုင်ကမိမိကိုယ်ကိုဂယုမဆိုင်တဲ့ခါကျတော့ငါစီကနေလဲယဉ်ကျေးမှုကိုမျှော်လင့်မနေနဲ့တော့လို့ပြောပြီးတက်ပုံထုံးတဲ့ပန်ဒရိုက်ကိုစပွဲပေါ်ပြစ်တင်လိုက်ပါတယ်မေဖေကိုယ်တိုင်ပဲကြည့်လိုက်ကြပါတော့လှုပ်ထူဦးကအဲ့ဒီတပ်ပုံတွေကိုဆွဲယူကြည့်လိုက်တဲ့အခါသူမရဲ့မျက်နှာချက်ချင်းဖြူရော်သွားပါတော့တယ်သူမရဲ့လက်တွေတုံရင်နေတာကြောင့်တပ်ပုံအချို့မြေပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်အဲ့ဒီတပ်ပုံတွေထဲမှာလှုပ်ထူဦးနဲ့ဒီပက်ခန္ဓာဟွိုင်းတို့ကတင်ပုံမှာအရန်ကိုအောက်တန်းကျတဲ့ပုံစံမျိုးတွေနဲ့ရှိနေကြတာပါရောက်ခမအမေကတုံရင်နေတဲ့လက်တွေနဲ့တပ်ပုံတစ်ပုံကိုကောက်ကြည့်ပြီးမျက်လုံးတွေချက်ချင်းညီမြန်းသွားပါတယ်ထူဒါတွေကဘာတွေလဲလို့မေးပါတယ်ရောက်ခမအဖေကမျက်မှောင်ကုပ်လိုက်ပြီးသူ့ရဲ့ဒေါသကြောင့်ညီမြန်းနေတဲ့မျက်လုံးတွေကလှုပ်ထူဦးပေါ်မှာဆွဲထင်သွားပါတော့တယ်သူကသူ့မစီကနေရှင်းလင်းချက်ကိုတောင်းဆိုနေတာပါလှုပ်ထူဦးရဲ့မျက်လုံးတွေထဲမှာဒေါသတွေအပြည့်ရှိနေပါတယ်အာလာယန်ကျမရှင်ကိုချစ်တယ်လေးစားတယ်ရှင်မှာဘလို့တက်တီမျိုးရှိနေလို့ကျမကိုတိတ်ခါချဖို့အတွက်ဒီလိုအတူအယောင်တပ်ပုံတွေကိုယူလာဝင်ရတာလဲရှင်ငါတို့ရဲ့ဒီလောက်အထိနှစ်ပေါင်းများစွာကြာခဲ့တဲ့ဆက်ဆံရေးကိုလုံးဝဂရုမစိုက်ဘူးလားရှင်ကျမကိုကွာရှင်းဖို့အတွက်ဒီလောက်အထိအောက်တန်းကျနိုင်ရတာလားလို့ပြောပါတယ်ကျွန်တော်ဒေါသကြီးရေမောလိုက်ပါတယ်ငါကမင်းကိုတိတ်ခါချနေတာလားဓာတ်ပုံကိုတော့အင်ဒီတင်လုပ်လို့ရကောင်းရလိမ့်မယ်ဒါပေမဲ့ဒီ memory ကတ်ထဲမှာဗီဒီယိုပါပါတယ်မင်းလူတိုင်းနဲ့အတူထိုင်ကြည့်ကြလားကျွန်တော်ကတော့မိမိရဲ့ဘဝနဲ့စီးပွားရေးမှာအမြဲတမ်းရိုးသားစွာလုပ်ကင်ခဲ့တာပါတကယ်လို့ကျွန်တော်ကွာရှင်းခြင်းနဲ့ဆိုရင်တော့ဒီလိုအောက်တန်းကျတဲ့နီလန်းတွေကိုဘယ်တော့မှအသုံးပြုမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ရောက်ခမအဖေရဲ့မျက်နှာကဒေါသကြောင့်မဲမောင်သွားပါတယ်သူကစပွဲကိုလက်နဲ့ထုလိုက်တာကြောင့်ပကံခွက်ရောက်တွေပါတုန်ခါသွားခဲ့ပါတယ်ထူမင်းဒီကိစ္စကိုအပြည့်စုံရှင်းလင်းချက်ပေးရမယ်လို့ပြောတော့လှုပ်ထူဦးကစိတ်တူသွားပြီးကျမကဘလို့လူစားမျိုးလဲဆိုတာဖေမသိဘူးလားအရင်ကကျမနဲ့အာလာရန်ကြားမှာအမြင်မတူတာလေးတွေအနည်းငယ်ရှိခဲ့တာမှန်ပါတယ်ဒါပေမဲ့ကျမသူ့ကိုတစ္ဆာဖောက်မဲ့အလုပ်မျိုးဘယ်တော့မှမလုပ်ခဲ့ပါဘူးလို့ပြောပါတယ်အဲ့ဒီနောက်မှာလှုပ်ထူဦးကတခုခုကိုတတိယသွားပြီးကြောက်လန့်တကြားတုံရင်နေတဲ့ဒီပက်ခန္ဓာဟွိုင်းဘက်ကိုလှည့်ကြည့်ပါတယ်သူမမြေပြင်ပေါ်ကတပ်ပုံတွေကိုလက်ညှိုးထိုးပြရင်ဒေါသတကြီးသွားချိတ်ပြီးဒါတွေကဘာအတိတ်ပဲမရှိတာတွေလဲငါတို့ကြားမှာဒီလိုမျိုးဘာမှမဖြစ်ခဲ့ဘူးပါဘူးဒီတပ်ပုံတွေကဘလို့လှုပ်ထွက်လာတာလဲလို့အော်ဟစ်မေးမြန်းပါတယ်
ဒီဘက်ခဏဟွိုင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကြောက်လွန်းလို့တုံရင်နေခဲ့ပါပြီသူထရက်လိုက်ပြီးတုံရင်နဲ့လှုပ်ထူမှုကိုကြည့်ကကျွန်တော်မသိပါဘူးမန်နေဂျာမမကျေးဇူးပြုပြီးကျွန်တော်ကိုယုံကြည်ပေးပါဒီတက်ပုံတွေဆရာလက်ထဲဘလို့ရောက်သွားလဲဆိုတာကျွန်တော်တကယ်မသိတာပါလို့ပြောပါတယ်လှုပ်ထူမှုရဲ့မျက်လုံးတွေကဒေါသကြောင့်ပြူးကျဲသွားပါတယ်သူမထမင်းစားခုံကိုအရှိန်နဲ့နောက်သို့တွန်းထုတ်လိုက်ပြီးဒီဘက်ခန္ဓာဟွိုင်းရဲ့အနားကိုကတ်သွားကအရန်ကိုကြောက်စရာကောင်းတဲ့အတန်နဲ့မင်းရဲ့စကားကဘာအဓိပ္ပာယ်လဲမင်းကဒီတက်ပုံတွေကအစ်စ်အမှန်တွေလို့ပြောချင်တာလားဒါဆိုရင်ငါကောဘာလို့ဒီအကြောင်းကိုမသိရတာလဲလို့မေးပါတယ်ဒီဘက်ခဏဟွိုင်းကသူ့ရဲ့ကြောပြင်အေးဆက်တဲ့နေရံနဲ့မတိုက်မိမချင်းနောက်သို့ဆက်တိုက်ဆုတ်သွားခဲ့ပါတယ်သူကတုံရင်နဲ့မန်နေဂျာမမကျေးဇူးပြုပြီးဒီလိုမလုပ်ပါနဲ့ကျွန်တော်အရန်ကြောက်နေလို့ပါကျွန်တော်မှတ်မိတဲ့လောက်ကတော့အဲ့ဒီနေ့ကမန်နေဂျာမမကအရက်တောက်ထားပြီးဟိုတယ်ရဲ့ဝရန်တာမှာရက်ပြီးနေဝင်တာကိုကြည့်နေခဲ့တာဒီဘက်ခဏဟွိုင်းကကျွန်တော်ဘက်ကိုတစ်ချက်ကြည့်ပြီးခေါင်းပြန်ကုန်းလိုက်ပါတယ်အဲ့ဒီအချိန်တုန်းကမန်နေဂျာမမကအမှားယွင်းဖြစ်ပြီးကျွန်တော်ကိုဆရာလို့အောက်မေ့ခဲ့တာမန်နေဂျာမမကကျွန်တော်ကိုဖတ်ထားပြီးဆရာနာမည်ကိုပဲခဏခေါ်နေခဲ့တာဒါကိုကြားလိုက်ရတော့လှုပ်ထူဦးတယောက်ဆုံးသွားခဲ့ပါတယ်သူမအော်ဟစ်ပြီးအဲ့ဒီနောက်ဘာဖြစ်လဲမြန်ပြောစမ်းလို့မေးပါတယ်ဒီဘက်ခန္ဓာဟွိုင်းကယူသွမတက်ကောင်းခါပြရင်ကျွန်တော်မန်နေဂျာမမကိုနဲ့ဝေးရစီတွန်းထုတ်ဖို့ကြိုးစားခဲ့ပေမဲ့မန်နေဂျာမမကကျွန်တော်ကိုမလွတ်ခဲ့ဘူးဆရာသားတွေအားလုံးကိုဘယ်လိုတည်သွားလဲဆိုတာကျွန်တော်တကယ်မသိပါဘူးမန်နေဂျာမမကျွန်တော်ကိုယုံကြည်ပေးရမယ်ကျွန်တော်ကတော့ဒီအကြောင်းကိုကျွန်တော်တဘွားလုံးလှုပ်ဝက်ထားမလို့ပါပဲလို့ပြောပါတယ်လှုပ်ထူဦးရဲ့မျက်နှာတစ်ခုလုံးဗလာဖြစ်သွားသလိုပါပဲသူမမတက်တာတဲ့ပုံစံနဲ့ခေါင်းခါရင်ဒါကမဖြစ်နိုင်တာပဲငါကိုယ်တိုင်လုပ်ခဲ့တဲ့အလုပ်တစ်ခုကိုငါကိုယ်တိုင်မသိဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဖြစ်နိုင်တာကတော့ငါခဏတာမင်းကိုအားလာရလို့အောက်မေးခဲ့တာဖြစ်နိုင်ပေမဲ့ငါမင်းနဲ့အတူကတင်တစ်ခုတည်းဘယ်တော့မှမမျှဝေနိုင်ဘူးဘာလို့လဲဆိုတော့မင်းမှာဒီလောက်ထိအစင်တန်းမရှိလို့ပဲလို့ပြောလိုက်ပါတယ်လှုပ်ထူဦးရဲ့ဒီလိုခါးသီးတဲ့စကားတွေကဒီပြက်ခန္ဓာဟွိုင်းရဲ့မာနကိုပြင်းပြင်းထန်ထန်နာကျင်စီခဲ့ပါတယ်သူ့ဘဝရဲ့ကြီးမားတဲ့တိတ်ခါချမှုကိုခံစားလိုက်ရပြီးငိုယိုကအပြင်ကိုပြေးထွက်သွားခဲ့ပါတယ်အခုတော့လှုပ်ထူဦးကအရန်ကိုဝမ်းနေနေတဲ့မျက်ဝန်းတွေနဲ့ကျွန်တော်ကိုကြည့်ပြီးအာလာယန်ကျေးဇူးပြုပြီးကျမကိုယုံကြည်ပေးပါကျမရှင်ကိုဘယ်တော့မှတစ္ဆာမဖောက်ခဲ့ပါဘူးလို့ပြောပါတယ်ကျွန်တော်ကတော့အရန်ကိုတည်ငြိမ်ပြီးတက်မဲ့နေတဲ့အကြည့်တွေနဲ့သူမကိုကြည့်ပြီးမင်းအဲ့ဒီလိုလုပ်ခဲ့တာလားမလုပ်ခဲ့ဘူးလားဆိုတာအခုငါအတွက်ဘာမှမထူးတော့ပါဘူးဘာပဲဖြစ်ဖြစ်ငါတို့ကွာရှင်းမှုကတော့တေချာသွားပါပြီလို့ပြောလိုက်ပါတယ်လှုပ်ထူဦးကကျွန်တော်အနာကိုပြေးလာပြီးကျွန်တော်လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်ပါတယ်ကျမကွာရှင်းဖို့သဘောမတူဘူးအာလာယန်ကျမရှင်ကိုဘယ်လောက်အထိချစ်လဲဆိုတာရှင်သိပါတယ်ကျမဒီဘက်ခန္ဓာဟွိုင်းကိုဒီလိုအထူးခွင့်ရေးတွေပေးခဲ့တာတွေအားလုံးကသူ့ရဲ့မျက်လုံးတွေထဲမှာရှင်ရဲ့ငယ်စဉ်ကပုံရိပ်တွေကိုမြင်တွေ့ခဲ့ရလို့ပဲသူကအတိုင်းအတာတစ်ခုအထိရှင်နဲ့တူနေပေမဲ့ကျမဘယ်တော့မှမိမိရဲ့အတိုင်းအတာကိုမကြောခဲ့တယ်လို့သူ့ကိုလည်းတစ်ခါမှမထိတွေ့ခဲ့ပါဘူးရှင်ကျမစကားကိုယုံကြည်ပေးပါအာလာယန်ကျွန်တော်သူမရဲ့အတိတ်ပဲမရှိတဲ့စကားတွေကိုစက်မကြားချင်တော့ပါဘူးဒါကြောင့်မို့လို့လက်ဟန်နဲ့ပဲစကားကိုကြားဖြတ်ထားလိုက်ပါတယ်ဒါပေမဲ့အဆုံးသတ်မှာတော့အဲ့ဒါကငါမဟုတ်ခဲ့ဘူးလေငါနာမည်ကိုအကြောင်းပြပြီးအပြင်မှာပျော်ပါမနေနဲ့ပြီးတော့မှအဲ့ဒီအဖြစ်အားလုံးကိုငါခေါင်းပေါ်လာမပုံချနဲ့မင်းတစ်ချိန်ကငါကိုအရန်ချစ်ခဲ့ဘူးလေဆိုတာကိုတော့ငါမတန်တရားပါဘူးဒါပေမဲ့အခုငါအသက်30ရှိပြီငါအသက်20တုန်းကလိုလူငယ်လေးတစ်ယောက်လိုမယိုးသားနိုင်တော့ဘူးငါကအရာရာကိုမိမိစိတ်ကြိုက်ထိန်းချုပ်ခြင်းနဲ့မိမိရဲ့စကားတွေကိုတက်ရောက်စေချင်တယ်ပြီးတော့တခြားသူတွေလိုနူးညံ့ပြီးဂရုစိုက်တတ်တဲ့သူလည်းမဟုတ်ဘူးလို့ထူဘူးမင်းအခုငါကိုအရင်ကလိုမချစ်တော့ဘူးဆိုတဲ့အမှန်တရားကိုလက်ခံလိုက်စမ်းပါဒါကတော့တာဝန်တရားတွေရဲ့ဝင်ထုတ်ဝင်ပိုးနဲ့လူမှုပတ်ဝန်းကျင်ရဲ့စီးနှောင်မှုတွေကြောင့်သာမင်းငါကိုချစ်ဖို့အတင်းအကျပ်ဖြစ်နေရတာငါတို့ကြားမှာအဲ့ဒီအရင်ကခံစားချက်တွေမရှိတော့တဲ့နောက်အတင်းအကျပ်အတူတူနေရတာကဘာအကျိုးရှိမှလဲတယောက်ကိုတယောက်လွတ်လပ်ခွင့်ပေးလိုက်ကြရအောင်ဒါမှငါတို့ဘဝမှာရှေ့ဆက်နိုင်မှာကျွန်တော်စကားတခွန်းချင်းစီပြောနေတဲ့အချိန်မှာလှုပ်ထူဦးရဲ့မျက်နှာကပိုပြီးတော့အေးဆက်သွားခဲ့ပါတယ်။သူမကျွန်တော်မျက်လုံးတွေကိုစိုက်ကြည့်နေခဲ့တာပါဖြစ်နိုင်တာကတော့သူမကျွန်တော်မျက်ဝန်းထဲမှာမူသားစကားဒါမှမဟုတ်ဒီဆက်ဆံရေးကိုကဲတင်နိုင်မဲ့အရေးအယောင်တစ်ခုခုကိုရှာဖွေနေတာဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ရဲ့အကြည့်တွေကတော့ရှင်းလင်းပြတ်သားပြီးခိုင်မာလွန်းလာပါတယ်။အဲ့ဒီထဲမှာဘာတွန်းဆုံမှုမှမရှိပါဘူး။သူမကျွန်တော်လက်ကိုပိုးပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်တာတကယ်ကိုအသနာခံတောင်းပန်နေတဲ့ပုံစံမျိုးပါပဲအာလာယန်ဒါကရှင်းရဲ့အတွေးပဲလေဒါကကျမရဲ့ခံစားချက်အစ်စ်ကိုမဖော်ပြနိုင်ပါဘူးကျေးဇူးပြုပြီးကွာရှင်းမဲ့အကြောင်းကိုနောက်ပြောင်စကားလိုမျိုးမလုပ်ပါနဲ့ဒီလိုစားနောက်တာမျိုးမလုပ်ပါနဲ့ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကဖြစ်ခဲ့တာတွေအားလုံးကိုကျမရှင်းလင်းချက်ပေးနိုင်ပါတယ်ကျမသူ့ကိုစီးပွားရေးခရီးစဉ်ကိုတကယ်မခေါ်သွားချင်ခဲ့ပါဘူးဒါပေမဲ့သူကရုံးမှရှိနေရင်လူတွေကသူ့ကိုအရင်နှိပ်စက်ကြလိမ့်မယ်ဆိုပြီးခဏအကူအညီတောင်းလို့ပါခရီးစဉ်မှာသူခံစားခဲ့ရတဲ့အပျော်ပါးတွေအားလုံးကလည်းဖောက်တယ်တော့ဒီဘက်ကပေးတာတွေကြီးပဲကျမနဲ့ဘာမှမဆိုင်ပါဘူးဒီတစ်ချိန်တော့ကျမရဲ့အမှားလိုပဲတတ်မှတ်ပေးပါကျမရှင်ကိုတောင်းပန်ပါတယ်အာလာယန် I'm sorryရှင့်မှာဒါတွေအားလုံးကိုခန်းစားခဲ့ရတဲ့အတွက်တကယ်တော့ကျမဒီခီးစဉ်ကတဆင်ရှင်းကိုတင်ကန်းစာအနေငယ်ပေးခြင်းယုံတင်ပါဒါမှလျောက်ကြားတယောက်အနေနဲ့မိမိရဲ့ဇနီးပေါ်ကိုယ်ပိုင်နဲ့ပဲအနေငယ်ပေးတင်နေဆိုတာသဘောပေါက်အောင်လို့ပါကိစ္စကဒီလောက်အထိကြီးကျယ်သွားလိမ့်မယ်လို့ကျမမထင်ထားခဲ့ဘူးကျွန်တော်မျက်မှောင်ကုတ်လိုက်ပြီးကျွန်တော်လက်ကိုနောက်သို့ဆွဲယူကအေးဆက်ဆက်ရေမောလိုက်ပါတယ် sorry
မင်းအတွက်ငါရဲ့အချစ်ကဒီလောက်အထိမွန်းချက်စရာဖြစ်နေမှငါမသိခဲ့ဘူးအခုတော့စိတ်အေးအေးထားပါမင်းမကြခင်မှာပဲလွတ်လပ်ခွင့်ရတော့မှာပါလို့ပြောပြီးကျွန်တော်အိတ်ထဲကပိုင်ဆိုင်မှုခွဲဝေရေးကွာရှင်းပြက်စဲရေးစာချုပ်ကိုထုတ်လိုက်ပါတယ်ငါဒါကိုတက်နိုင်သမျှရှင်းလင်းပြီးမျှတအောင်ပြင်ဆင်ထားပါတယ်ဒါကိုကြည့်လိုက်ပါတကယ်လို့ပြဿနာမရှိရင်လက်မှတ်ထိုးလိုက်ပါတကယ်လို့မင်းမှာကန့်ကွက်စရာရှိတယ်ဆိုရင်လည်းမေမေနဲ့ဖေဖေတို့ရဲ့တိတ်ခါအတွက်ငါဒါကိုပြန်လဲဆွေးနွေးဖို့အဆင်သင့်ပါပဲလုတ်ထူဦးကတော့ဒါကိုဘလို့မှမခံစားနိုင်တော့ပါဘူး။သူမှမတက်တာတဲ့ပုံစံနဲ့ပြုံးရင်ကျမကွာရှင်းဖို့အတွက်ဘယ်တော့မှလက်မှတ်ထိုးမှာမဟုတ်ဘူးပြီးတော့ကျမဒီဘက်ခန္ဓာဝိုင်းကိုတခါမှမထိတွေ့ခဲ့ဘူးဆိုတဲ့တက်တွေကိုရှာဖွေပြီးတက်တွေပြပါမယ်လို့ပြောပါတယ်။ကျွန်တော်ခေါင်းခါပြလိုက်ပြီးဘာမှမဖြစ်ပါဘူး။ငါတရားရုံးကတဆင်ကွာရှင်းပြက်စဲရေးအမှုဖွင့်လိုက်ပါမယ်လို့ပြောလိုက်ပါတယ်။အုတ်ထူဦးရဲ့မျက်လုံးတွေညင်မြန်းသွားခဲ့ပါတယ်။သူမရဲ့မျက်နှာကဝမ်းနဲ့ပူဆွေးမှုတွေနဲ့ပြည့်နေသွားခဲ့ရပါတယ်သူမတစ်ချိန်ကမိမိကိုဒီလောက်အထိချစ်ပေးခဲ့တဲ့လူတစ်ယောက်ကပြီးတော့အခုမိမိကိုယ်တိုင်ဥညွတ်ပြီးတောင်းပန်နေတာကိုတောင်ဘာလို့ကွာရှင်းဖို့ဆွတ်လုံနေရတာလဲဆိုတာကိုဘယ်လို့မှနားမလည်နိုင်ဖြစ်နေရှာပါတယ်လုတ်ထူဦးနောက်ထပ်စကားအချုပ်ပြောဖို့စူးစမ်းနေတော့မှပဲရောက်ခမအဖေကစပွဲကိုအရှိန်နဲ့ထုပြီးထရက်လိုက်ပါတယ်သူကလုတ်ထူဦးကိုအရန်ကိုစိတ်ပြတ်အားလျော့တဲ့အကြည့်တွေနဲ့စိုက်ကြည့်ပြီးဒေါသတကြီးနဲ့သူ့ရဲ့စာကြည့်ခန်းစီထွက်သွားပါတော့တယ်ရောက်ခမအမေကတော့တော်တော်ကြာကြာကလေးကရှိုက်ကြီးတင်ငင်ငိုနေခဲ့တာပါသူမမိမိရဲ့ပါးစပ်ကိုလက်နဲ့ပိတ်ထားရှာပြီးမျက်ရည်တွေကတော့တားမနိုင်စီးမရစီးကြနေခဲ့ပါတယ်အာလာယန်မင်းတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်ကုန်ကြတာလဲငါတို့လုံမိသားစုမှာဘာလို့ဒီလိုမျိုးဖြစ်ရတာလဲလွန်ခဲ့တဲ့ငါနှစ်တင်မဲ့တစ်မျိုးလုံးအိုးအိုးကြော်ခဲ့တဲ့တော်ဝင်မင်္ဂလာပွဲကြီးကဒီနေ့ကျတော့ဒီလိုကိစ္စတွေကြောင့်ပျက်စီးခြင်းအငွေတက်တွေဖြစ်နေရပြီးအရင်ကအချစ်တွေနဲ့ယုံကြည်မှုတွေအားလုံးကမျက်စိတမိတ်တွင်းမှာပဲမိကိုတွေလိုလွင့်ပြေကုန်ပြီကျွန်တော်ကတော့ဒီပြဆက်ကိုအေးဆက်ဆက်အကြည့်တွေနဲ့ပဲစောင့်ကြည့်နေခဲ့မိပါတယ်ကျွန်တော်နှလုံးသားထဲမှာထူးဆန်းတဲ့လောက်ခတ်မှုတစ်ခုရှိနေခဲ့ပါတယ်အမှန်တိုင်းပြောရရင်တော့ကျွန်တော်တို့ဒီနှစ်ထဲမှာပဲမိသားစုမျိုးဆက်တဲ့အတွက်ပြင်ဆင်ဖို့ရည်ရွယ်ထားခဲ့တာလေကျွန်တော်လှုပ်ထူဦးနဲ့အတူနေခဲ့တဲ့အိမ်ကိုပြန်မသွားတော့ပဲကျွန်တော်ရဲ့ကိုယ်ပိုင်ဗီလာ personal villa စီးပဲပြန်လာခဲ့ပါတယ်ကျွန်တော်မိခင်ကွယ်လွန်ပြီးတဲ့နောက်ကျွန်တော်ဖခင်ကလည်းစီးပွားရေးအလုပ်တွေအားလုံးကိုဆွတ်လွတ်ပြီးအဲ့ဒီမှာပဲအေးလူလူဘဝကိုဖျက်တမ်းနေတာပါကျွန်တော်အပတ်တိုင်းဒါမှမဟုတ်တစ်ဆက်ရက်တစ်ခါသူ့စီသွားလေလေးရှိပါတယ်ကျွန်တော်ဖခင်ဖြစ်သူကိုလှုပ်ထူဦးနဲ့ကွာရှင်းမဲ့အကြောင်းပြောပြလိုက်ပါတယ်သူခဏတစ်ဖြုတ်ဆွန့်သွားခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူကဒီဆုံးဖြတ်ချက်ကမင်းရဲ့ဆုံးဖြတ်ချက်ပဲဖြစ်ရမယ်လို့ပြောရှာပါတယ်အဲ့ဒီနောက်မှာသူကတိတ်တိတ်ဆိတ်ဆိတ်သူ့ခန်းထဲဝင်သွားပြီးကျွန်တော်ရောက်ခမအဖေစီဖုန်းဆက်ပါတော့တယ်အရင်တုန်းကကျွန်တော်နဲ့လောက်ကြမှာအသေးအဖွဲစကားများတာလေးတွေဖြစ်ရင်ဖခင်နှစ်ယောက်စလုံးကတယောက်ကိုတယောက်လှုပ်ဝက်စွာအတိပေးလေးရှိကြပြီးကျွန်တော်တို့ကြားပြန်ဆင်ပြေအောင်နီလန်တစ်ခုခုရှာပေးလေးရှိကြပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အခြေအနေကမတူတော့ပါဘူးသူတို့တွေကျွန်တော်နေတိုင်းအလုပ်ပြီးတာနဲ့ဒီကိုပဲတနက်မက်မက်ပြန်လာတာကိုမြင်တွေ့ရတဲ့အခါကျွန်တော်ဖခင်သဘောပေါက်သွားပါတယ်အခြေအနေကရေဆုံးရေဖျားရောက်သွားပြီဆိုတာကိုပေါ့အခုတော့သူငှက်တွေကိုအစာကျွေးတာနဲ့လက်ဖက်ရည်တောက်တာတွေကိုပါဆွတ်လွတ်လိုက်ပါပြီသူကနေရောညပါကျွန်တော်နားထဲမှာလောက်ကမင်းအပေါ်ဘလောက်အထိဂရုစိုက်ပေးခဲ့လဲဆိုတာကိုပဲတတွတ်ပြောနေပါတော့တယ်နားထောင်ရလုံးလို့နားကြီးလာတဲ့အခါကျွန်တော်ကသူကဖေဖေကိုဒီလောက်အထိဂရုစိုက်တယ်ဆိုရင်ပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာဖေဖေသူမစီဖုန်းဘယ်နှခါဆက်ခဲ့လဲသူမတစ်ခါလောက်ပဲဖြစ်ဖြစ်ဖေဖေဖုန်းကိုကင်ခဲ့ဘူးလားလို့ပြန်မေးလိုက်ပါတယ်ကျွန်တော်ဖခင်ပါဆက်ပိတ်သွားပါတော့တယ်သူမတက်တာတဲ့ပုံစံနဲ့ကြွအနောက်ကိုကြည့်ပြီးတေချတယ်မင်းရဲ့စူပူမှုကြောင့်အဲ့ဒီကလေးမလေးစိတ်တန်ရပြီးတနေရာမှာသွားပုံးနေတာဖြစ်ရမယ်လို့ပြောပါတယ်ဖခင်ဖြစ်သူရဲ့ဒီလိုအကြောင်းပြချက်ကိုကြည့်ပြီးကျွန်တော်ရဲမိပါတယ်ဒီနေ့ရက်အတွင်းမှာကျွန်တော်တို့ရဲ့တင်းမာမှုတွေကြောင့်သူ့ရဲ့ပါးစပ်ထဲမှာအပူဖုအကြီးကြီးနှစ်ခုတောင်ထွက်နေခဲ့ရှာတာပါဖေဖေတို့တွေအခုအပိုတွေအားမထုတ်ကြပါနဲ့တော့ဒီအိမ်တော်ကြီးကနေကျွန်တော်ကွာရှင်းပြက်စဲမှုကိုပဲလိုချင်တာပါဒါပေမဲ့ဖေစိတ်မပူပါနဲ့ကျွန်တော်ဖေနဲ့ရောက်ခမအဖေတို့ရဲ့နှစ်ပေါင်းများစွာကြာခဲ့တဲ့ဆက်ဆံရေးအပေါ်ဘာထိခိုက်မှုမှမရှိစေရဘူးဆိုတာကိုတိတိကျကျဂရုစိုက်ပါမယ်လို့ပြောလိုက်ပါတယ်ဖခင်ကကျွန်တော်ကိုကြည့်ပြီးတက်ပြင်းအရှိကြီးတစ်ချက်ချကမင်းထူဦးကိုဒီလောက်အထိသဘောကျခဲ့တာလေမင်းမှာဘာနောင်တဒါမှမဟုတ်နာကျင်မှုမှမရှိဘူးလားလို့မေးပါတယ်ကျွန်တော်ဖခင်ရဲ့ပခုံးကိုပုတ်ပေးရင်ကွာရှင်းပြီးတဲ့နောက်မှာတော့သူမတည်သွားပြီလို့ပဲကျွန်တော်သတ်မှတ်လိုက်ပါမယ်တပတ်လောက်ကြာသွားရင်ကျွန်တော်အားလုံးကိုမေ့သွားမှာပါလို့ပြောလိုက်ပါတယ်ဖခင်ဖြစ်သူကတခုခုပြောဖို့ပါးစပ်ဟလိုက်ပေမဲ့ဘာမှမပြောတော့ပဲစိတ်တူတူနဲ့ထွက်သွားပါတော့တယ်သူသွားရင်နဲ့ငါမင်းကိုဒီလောက်ထိပြည့်စုံပြီးလွတ်လပ်တဲ့သူတယောက်ဖြစ်ပြုစုပြောထောင်ခဲ့တာမှန်သလားမှားသလားမသိတော့ပါဘူးမိမိရဲ့ကံကြမ္မာကိုကိုယ်တိုင်ထိန်းချုပ်နိုင်တာကတော့ကောင်းတဲ့အချက်ပါပဲလို့တွတ်ရေးရွတ်သွားပါတယ်လောက်ကဖခင်ရဲ့ဖုန်းကိုမကင်ခဲ့တာကတော့သူမအဲ့ဒီတပ်ပုံတွေရဲ့ရင်းမြစ်ကိုလိုက်လံစုံစမ်းဖို့အတွက်အလုပ်ရှုပ်နေလို့ပါပဲသူမမိမိရဲ့ဖုန်းကိုကျွမ်းကျင်ပညာရှင်တွေ expert စီအနံထားခဲ့တယ်လို့သူမကိုယ်တိုင်လည်းသူမရဲ့စီးပွားရေးခီးစဉ်သွားခဲ့တဲ့အဲ့ဒီမျိုးကဟိုတယ်စီသွားခဲ့ပါတယ်သူမသွားခဲ့တာဒီနေ့ဆိုရင်3ရက်ရှိပါပြီဒီအချက်လက်တွေအားလုံးကိုကျွန်တော်တငယ်ချင်းချိုခိုင်ကပေးပို့ခဲ့တာပါသူကနေတိုင်းကျွန်တော်ကိုစားလုပ် corporation ကိုသွားပြီးလုပ်ထူဦးစီကနေကွာရှင်းရေးစာချုပ်မှာလက်မှတ်ထိုးခိုင်းဖို့တွားလေးရှိပါတယ်။အဲ့ဒီမိသားစုများစာစာပွဲပြီးတဲ့ကလေးကဒီဘက်ခန္ဓာဟိုင်းကိုလည်းလုတ် corporation မှာထပ်မမြင်ရတော့ပါဘူး။ငါရက်မြောက်နေ့မှာလုတ်ထူရုတ်တရက်ပြောက်ကွယ်သွားခဲ့ပါတယ်။ကျွန်တော်ဖုန်းထဲကိုမသိတဲ့နံပါတ်တစ်ခုကနေဗီဒီယိုတစ်ခုရောက်လာပါတယ်။အဲ့ဒါကဟိုတယ်ရဲ့ဝရန်တာတစ်ခုကဗီဒီယိုကတော်တော်လေးဝေးကနေရိုက်ထားတာပါ။အဲ့ဒီလိမ်မော်ရောင်နောက်ခံရှုခင်းကြီးကမြင်ဘူးတလို့ရှိနေခဲ့ပါတယ်။ကျွန်တော်ဒါကိုဖွင့်ကြည့်မလို့လုံနေတော့မှာပဲ။အဲ့ဒီနံပါတ်ကနေဖုန်းဝင်လာပါတယ်။ဖုန်းခေါ်ဆိုသူကလုတ်ထူပါပဲ။သူမရဲ့အတန်ထဲမှာစိတ်လှုပ်ရှားရင်ခုန်မှုတွေအထင်သာခံစားရပါတယ်။အာလာယန်
ကျမပြောခဲ့တယ်မဟုတ်လားကျမဒီဘက်ခန္ဓာဝိုင်းကိုတခါမှမထိတွေ့ခဲ့ဘူးပါဘူးလို့ကျွန်တော်တို့တဲခိုခဲ့တဲ့အဲ့ဒီဟိုတယ်ကိုသွားခဲ့တာကံမကောင်းစွာနဲ့ပဲအဲ့ဒီနေ့ကဝရန်တာရဲ့ကင်မရာကိုတိတိကြီးနဲ့ဖျက်ဆီးထားခဲ့ကြတာကျမအရန်စူးစမ်းပြီးပတ်စံအများကြီးအကုန်ကြခံကတပ်ပုံရိုက်ဝါသနာပါတဲ့လူငယ်တယောက်စီကနေဒီမူရင်းဗီဒီယိုဖိုင်ကိုဝယ်ယူနိုင်ခဲ့တာပါအဲ့ဒီတပ်ပုံတွေနဲ့ဗီဒီယိုတွေအားလုံးကဒီဘက်ခန္ဓာဝိုင်းရဲ့ဝမ်းကွဲညီမက Indian software editing software နဲ့ဖန်တီးထားတာအဲ့ဒီစပင်အပြာရောင်တဲ့မိန်းကလေးကိုရှင်းမှတ်မိတယ်မဟုတ်လားအဲ့ဒီနေ့ကရှင်းကိုတိုက်မိခဲ့တဲ့စပင်အပြာရောင်မိန်းကလေးလေးအာလာရန်ကျမရှင်းကိုဘယ်တော့မှတစ္ဆာမဖောက်ခဲ့ပါဘူးကျေးဇူးပြုပြီးကျမတို့ကွာရှင်းမရအောင်လေဒီလိုမျိုးဖြစ်လို့ရမလားဖုန်းကိုကင်ထားတဲ့ကျွန်တော်လက်တွေပို့ပြီးတင်းကျပ်သွားခဲ့ပါတယ်ကျွန်တော်အဲ့ဒီမိန်းကလေးအကြောင်းကိုစက်မတွေးချင်တော့ပါဘူးကျွန်တော်အဲ့ဒီဗီဒီယိုပေါ်မှာ2စက္ကန့်လောက်လက်ချောင်းလေးတင်ထားမိပေမဲ့နောက်ဆုံးတော့ဖွင့်မကြည့်ဖြစ်ခဲ့ပါဘူးကျွန်တော်တည်ငြိမ်တဲ့အတန်နဲ့လှုပ်တစုံတစ်ယောက်ကိုတပားသူနဲ့အတူဂရင်ပေါ်မှာလက်ပူးလက်ချက်မိမှပဲတစ္ဆာဖောက်တယ်လို့သတ်မှတ်ရမှာလားဒီဗီဒီယိုကမင်းရဲ့အပြစ်မရှိကြောင်းတက်တည်ပြနိုင်တော့မှအခုကျတော့ဒါကဘာကျိုးရှိမှလဲမင်းငါရဲ့အော်ဒါချုပ်ဝတ်စုံကိုဒီဘက်ခန္ဓာဝိုင်းကိုလက်ဆောင်ပေးခဲ့တော့ငါဘယ်လိုခံစားရမလဲဆိုတာမင်းတွေးခဲ့ဘူးလားမင်းငါကိုလမ်းခုလက်မှာထားခဲ့ပြီးအဲ့ဒီကောင်လေးကိုကူညီဖို့သွားခဲ့တော့ငါဘယ်လောက်အထိထူးဆန်းပြီးစိတ်မကောင်းဖြစ်ရမလဲဆိုတာမင်းသဘောပေါက်ခဲ့ဘူးလားရင်သူ့ကိုစီးပွားရေးခီးစဉ်ခေါ်သွားပြီးလူမှုကွန်ရက်ပေါ်မှာမင်းတို့နှစ်ယောက်ဟန်နီမွန်းသွားနေကြတယ်လို့မျိုးစတိုရီတွေတင်ခွင့်ပေးခဲ့တော့ကလူတွေငါအကြောင်းဘာတွေပြောကြမလဲဆိုတာမင်းတွေးခဲ့ဘူးလားမင်းသူ့ကိုငါတို့ရဲ့ပင်မအင်ကြီးအထိပါခေါ်လာခဲ့သေးတယ်မင်းကတော့လူတိုင်းကိုပါဆက်ပိတ်ဖို့အတွက်လို့ပြောပေမဲ့ငါအတွက်ကတော့အဲ့ဒါကကြီးမားတဲ့တိတ်ခါချမှုပဲလို့ပြောလိုက်ပါတယ်ဖုန်းရဲ့တစ်ဖက်မှာတော်တော်ကြာကြာတိတ်ဆိတ်သွားခဲ့ပြီးတဲ့နောက်သူမရဲ့ငိုတန်ကိုကြားလိုက်ရပါတယ်သူမမိမိရဲ့အတန်ကိုထိန်းချုပ်ဖို့ကြိုးစားရင်း I'm sorry အာလာရန်ကျမဘလို့ရှင်းလင်းချက်ပဲပေးကျမရှင်းကိုပေးခဲ့တဲ့အဲ့ဒီနာကျင်မှုတွေကိုရောပါသွားအောင်မလုပ်နိုင်မှန်းကျမသိပါတယ်ကျမဝန်ခံပါတယ်ဒါတွေအားလုံးကိုဖြည့်ရှင်းခဲ့တဲ့ကျမရဲ့နီလန်းကအရန်ကိုအတဆန်ပြီးမိုင်မဲလုံးခဲ့ပါတယ်ကျမရှင်းရဲ့ခံစားချက်တွေကိုလုံးဝလစ်လူရှုခဲ့မိတာဒါပေမဲ့ကျေးဇူးပြုပြီးကျမကိုယုံကြည်ပေးပါကျမရှင်းကိုနာကျင်အောင်လုပ်ဖို့ဘယ်တော့မှမတွေးခဲ့ဘူးတလို့ငါတို့ရဲ့အိမ်အောင်လေးကိုအဆုံးသတ်ဖို့ဆိုတာအိမ်မက်ထဲမှာတော့ထင်မမှတ်ဘူးပါဘူးလို့ပြောရှာပါတယ်သူမရဲ့ဒီလိုတောင်းပန်မှုကိုကြားရပေမဲ့လည်းကျွန်တော်နှလုံးသားထဲမှာဘာလို့ခံမှုမှမရှိတော့ပါဘူး။ဒဏ်ရာတွေကပျောက်ကင်းသွားနိုင်ပေမဲ့အမာရွတ်တွေကတော့အမြဲတမ်းကြံ့ရစ်ခဲ့တာပဲလေ။ငါတို့တွေဘယ်တော့မှအရင်လိုပြန်မဖြစ်နိုင်တော့ပါဘူး။လှုပ်ထူပြန်ရောက်လာပြီးတဲ့နောက်မှာလည်းကွာရှင်းရေးစာချုပ်မှာလက်မှတ်ထိုးဖို့အတွက်ဟိုအကြောင်းပြတဲ့အကြောင်းပြနဲ့ဆွဲဆက်နေခဲ့ပါတယ်။ချိုခိုင်ကတော့သူမရဲ့ရုံးခန်းထဲကအနားယူတဲ့အခန်းလေးထဲမှာပဲတွားထိုင်နေပါတော့တယ်။ဗိုက်စာရင်သူမရဲ့အစားအစာတွေကိုစားပြီးအိတ်ချင်ရင်သူမရဲ့ကရင်ပေါ်မှာပဲအိတ်လေးရှိပါတယ်။သူကတခါတလေအဲ့ဒီကနောက်ဆုံးရအတင်းဖြင်းစကားတွေကိုလည်းမျှဝေလေးရှိပါတယ်။ဒီနေ့ရဲတွေလုတ်ကော်ပိုရေးရှင်းကိုရောက်လာခဲ့ကြပါတယ်။မင်းလိုအမျှော်မြင်ရှိတဲ့လူတစ်ယောက်တောင်ဒီထောင်ချောက်ထဲမိသွားလိမ့်မယ်လို့ငါမယုံနိုင်ဘူး။ဒီဘက်ခန္ဓာဝိုင်းရဲ့အဲ့ဒီဝမ်းကွဲညီမကတော့အဖမ်းခံလိုက်ရပြီးဒါပေမဲ့ဒီဘက်ခန္ဓာဝိုင်းကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်ဘာပဲဖြစ်ဖြစ်အဲ့ဒီတစိမ့်ဝစ်စုံကဒီဘက်ခန္ဓာဝိုင်းရဲ့နေရုပ်တစ်ခုပဲအဲ့ဒါနဲ့သူကလှုပ်ထူဦးရဲ့အတိုင်းတာကိုစမ်းသပ်ခဲ့တာအမှန်တော့လှုပ်ထူဦးကိုယ်တိုင်ကဝန်ထမ်းခေါ်ယူရေးအဖွဲ့ကိုလှုပ်ဝက်ပြောပြီးသူ့လိုတာမန်ကောင်လေးတစ်ယောက်ကိုအလုတ်ခံခိုင်းခဲ့တာဒီဘက်ခန္ဓာဝိုင်းကလှုပ်ထူဦးကိုပထမဆုံးအကြိမ်မြင်ချင်းကလေးကသဘောကျခဲ့တာကနဦး6လအတွင်းမှာသူကအရန်ကိုတတိထားပြီးကြိုးကြိုးဆဆလုတ်ကင်ခဲ့တာသူကြားဖူးတာကတော့လုတ်ကအလုတ်လုတ်ချိန်နဲ့ကိုပိုင်ဘဝမှာလုံးဝတခြားစီပဲတဲ့အထူးသဖြင့်ရုံးမှာဝန်ထမ်းတွေအပေါ်အရန်တင်းကျပ်ပြီးအမှားယွင်းနေငယ်ရှိရင်တော့အလုတ်ကနေတိုက်ရိုက်ထုတ်ပြစ်တတ်တဲ့ဒါပေမဲ့သူအရေးကြီးစာရွက်စာတမ်းတွေပေါ်ကော်ဖီမောက်ချမိတော့ကဒါမှမဟုတ်အစည်းအဝေးဆက်လိုက်တွေကိုအမှားဖွင့်မိတော့ကတော့ဒီမန်နေဂျာမကစူပူမဲ့အစားအရန်ကိုနူးနူးညံ့ညံ့နဲ့နောက်တစ်ခါတတိထားဖို့ပဲပြောခဲ့တာဒါပေမဲ့သူပထမဆုံးအကြိမ်မင်းနဲ့ဆုံတွေ့ခဲ့ရတဲ့အခါအဲ့ဒီမန်နေဂျာမမရဲ့တရားဝင်လင်ယောက်ျားဖြစ်မှန်းသိသွားတဲ့အခါကျမှလှုပ်ထူဦးကသူ့ပေါ်ဘာလို့ဒီလောက်အထိဂယုဏတက်နေလဲဆိုတာသူသဘောပေါက်သွားခဲ့တာပြီးတော့အဲ့ဒီခိုက်တန့်ကလေးကသူ့နှလုံးသားထဲမှာမင်းပေါ်ထားတဲ့မုန်းတီးမှုတွေစတင်ထွက်ပေါ်လာခဲ့တာနောက်ပိုင်းကျတော့လောင်ကစားအကျွေးတွေပက်လက်ဝိုင်းနေတဲ့သူ့ရဲ့အပြာရောင်စပင်နဲ့ဝမ်းကွက်ညီမကသူ့စီရောက်လာခဲ့တာလှုပ်ထူဦးရဲ့အဆင့်တန်းကိုတည်သွားတဲ့နောက်သူမကဒီဘက်ခန္ဓာဝိုင်းကိုမြောက်ပင်ပြီးသူ့ရဲ့လူငယ်ဘဝအခွင့်အရေးကိုအသုံးချကလှုပ်ထူဦးကိုထောင်ချောက်ဆင်ဖို့တွန်းအားပေးခဲ့တာဒါမှသူတို့ဘဝတွေအဆင်ပြေသွားအောင်လို့ပေါ့အဲ့ဒီနောက်မှာသူတို့နှစ်ယောက်စလုံးအေးလူဘဝကိုဖျက်ဆီးနိုင်ပါလေဒီဘက်ခန္ဓာဝိုင်းကလှုပ်ထူဦးမိမိကိုသဘောကျနေတယ်ဆိုပြီးအထင်မှားခဲ့တာဒါကြောင့်မို့လို့သူအဲ့ဒီဝစ်စုံကတဆင့်သူမရဲ့နှလုံးသားကိုစမ်းသပ်ခဲ့တာလှုပ်ထူဦးရဲ့အဲ့ဒီလိုအထူးထောက်ပံ့မှုတွေကသူ့ရဲ့မျှော်လင့်ချက်တွေကိုပိုပြီးကြီးမားစေခဲ့တာပေါ့နှစ်ပတ်လဲပါတီပွဲညမှာသူဝစ်စုံပြန်ပေးမယ်ဆိုပြီးအကြောင်းပြချက်ပေးခဲ့တာကလှုပ်ထူဦးကိုမင်းနဲ့ဝေးရစီနောက်ထပ်တစ်ခါခေါ်ထုတ်သွားနိုင်အောင်လို့ဒါပေမဲ့လှုပ်ထူဦးကတော့သူ့ကိုကူညီုံတက်တာဖြစ်ပြီးတစ်ချိန်တည်းမှာပဲမင်းအတွက်လဲဝစ်စုံတစ်နှစ်ထဲအော်ဒါမှာပေးထားခဲ့တာအဲ့ဒါကဒီဘက်ခန္ဓာဝိုင်းရဲ့မျောလင်းချက်တွေကိုရိုက်ချိုးလိုက်တယ်လို့ဖြစ်သွားခဲ့တာပေါ့အခုတော့သူလှုပ်ထူဦးမင်းကိုမုန်းတီးသွားစေမဲ့နီးလက်တစ်ခုခုကိုလိုချင်နေခဲ့တာဒါကြောင့်မို့လို့နောက်တနေ့မှာသူ့ရဲ့ဝမ်းကွဲညီမက
တမင်တက်တက်မင်းကိုဝင်တိုက်ပြီးမြေပြင်ပေါ်ဒူးထောက်တောင်းမှန်တဲ့ပြဆက်ကိုလုတ်ခဲ့တာအဲ့ဒီညီမကအကျွေးဆက်ဖို့စိတ်လောနေတာကြောင့်စီးပွားရေးခီးစဉ်ကဟိုတယ်မှာဒီဘက်ခန္ဓာဟွိုင်းနဲ့ပူးပေါင်းပြီးလုတ်ထူဦးရဲ့အချိုရည်ထဲမှာစိတ်ခတ်ခဲ့တာဒါမှသူတို့နှစ်ယောက်အတူတူနေဖြစ်ကြပြီးလုတ်ကိုကွာရှင်းဖို့အတွက်ချင်းချောင်းနိုင်အောင်လို့ဒါပေမဲ့လုတ်ကတတိမလုတ်ပဲသူ့ကိုတွန်းထုတ်နိုင်ခဲ့တာနောက်ပိုင်းကျတော့အဲ့ဒီညီမကအဲ့ဒီအတူအယောင်တပ်ပုံတွေနဲ့ဗီဒီယိုတွေကိုပြင်ဆင်ခဲ့တာဒါမှမင်းစိတ်ပြက်ပြီးလမ်းခွပေးလိုက်အောင်လို့ဒါကြောင့်မို့လို့မင်းအဲ့ဒီတပ်ပုံတွေကိုလုတ်ထူရှေ့ပစ်ချလိုက်တော့ကဒီဘက်ခန္ဓာဟွိုင်းကအဲ့ဒီလိုအကြောင်းပြချက်ပေးခဲ့တာပေါ့တော်သေးတာကလုတ်ထူကအမှန်တရားကိုစုံစမ်းသိရှိသွားလို့ပဲလောင်းကစားမှုချင်းချောက်ငွေညှစ်မှုနဲ့တခြားသူတွေကိုနာကျင်အောင်လုပ်မှုတရားစွဲချက်တွေနဲ့အဲ့ဒီညီမကိုတော့ဖမ်းဆီးလိုက်ပြီးဒါပေမဲ့ဒီဘက်ခန္ဓာဟွိုင်းကိုတော့အခုထိအရေးရောင်တော့မတွေ့ရသေးဘူးလို့ပြောပြရှာပါတယ်ဒါတွေအားလုံးကိုကြားရပြီးတဲ့နောက်ကျွန်တော်စီကနေတက်ပြင်းအေးတစ်ခုထွက်လာခဲ့ပါတယ်တကယ်လို့လုတ်ထူဦးသာရင်လို့မိမိရဲ့စီကံတွေပေါ်မှာခိုင်ခိုင်မာမာရက်တည်ခဲ့ပြီးတတိယလူတစ်ယောက်ကိုဒီလောက်အထိအခွင့်အရေးမပေးခဲ့ရင်ငါတို့ကြားတဲ့ကိုဝင်ရဲမဲ့သူဘယ်သူရှိမှလဲစီးပွားရေးအလုပ်ကိစ္စတစ်ခုကြောင့်ကျွန်တော်ခီးတစ်ခုနဲ့နိုင်ငံခြားကိုခဏသွားခဲ့ပါတယ်၃လအကြာမှာကျွန်တော်နိုင်ငံကိုပြန်ရောက်တဲ့အခါလုတ်ထူဦးတစ်ယောက်အရန်ကိုကြောက်စရာကောင်းတဲ့ကားအက်ဆီဒင့်တစ်ခုကြုံတွေ့ခဲ့ရတဲ့ဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်အဲ့ဒီအက်ဆီဒင့်မှာသူမရဲ့ခြေထောက်နှစ်ဖက်စလုံးကြေမွသွားခဲ့ရပြီးသူမအခုတော့မိမိရဲ့တဘွားလုံးကိုဝီချဲပေါ်မှာပဲဖြတ်တန်းရတော့မှာပါအက်ဆီဒင့်လုပ်ခဲ့တဲ့သူကတခြားသူမဟုတ်ပါဘူးထွက်ပြေးလွတ်မြောက်နေတဲ့ဒီဘက်ခန္ဓာဟွိုင်းမှာပဲသူ့ကိုတိတိကြီးနဲ့နာကျင်အောင်လုပ်မှုတရားစွဲချက်နဲ့ထောင်ဒဏ်25နှစ်ချမှတ်လိုက်ပါတယ်ကျွန်တော်နားမလည်နိုင်ဖြစ်မိတာကတော့သူကအလုပ်ကိုချစ်ခဲ့တာမဟုတ်ဘူးလားမင်းကအပိုင်မဖြစ်နိုင်ရင်မင်းကိုဖျက်ဆီးပစ်မယ်ဆိုတဲ့ယူသွမှုမျိုးလားဒါပေမဲ့ကျွန်တော်အိမ်ပြန်ရောက်တဲ့ခါကျမှမြေအောက်ကကိုတောင်တဲကကျွန်တော်အကြိုက်ဆုံးအမဲရောင်မဲဘတ်ကားလေးပျောက်ဆုံးနေတာကိုသတိထားမိလိုက်ပါတယ်အဲ့ဒီကားကကျွန်တော်အချစ်ဆုံးကားဖြစ်ပြီးလာတိုင်းဆက်ပစ္စည်းတွေကိုပုံမှန်စစ်ဆေးလေးရှိပါတယ်ကျွန်တော်နိုင်ငံခြားမှာရှိနေတဲ့အတော်အတွင်းမှာလှုပ်ထူဦးကပဲအဲ့ဒီကားကိုပုံမှန်စစ်ဆေးဖို့အတွက်ယူသွားအားပေးလေးရှိတာပါဒီဘက်ခဏဟွိုင်းကတော့ကျွန်တော်နိုင်ငံခြားမှာရှိနေမှမသိခဲ့ပါဘူးသူကတလားနီးပါကျွန်တော်အိမ်ရှိမှာချောင်းမြောင်းဆောင်ဆိုင်နေခဲ့တာဖြစ်ပြီးကျွန်တော်ကားအပြင်ကိုထွက်လာတာကိုမြင်ချင်းပဲသူကကားစုတစ်ခုကိုငှားရမ်းပြီးအချိန်ပြည့်နဲ့ကျွန်တော်ကားကိုဝင်တိုက်ခဲ့တာပါသူ့ရဲ့လုပ်ရက်တွေနဲ့သူ့မိမရဲ့ကိစ္စတွေပေါ်ပေါက်သွားခဲ့ပြီးတဲ့နောက်မှာသူ့ရဲ့မိသားစုနဲ့တငယ်ချင်းတွေကပါသူ့ကိုအဆက်အသွယ်ဖျက်လိုက်ကြပါတယ်ရုံးကလူတွေကလည်းသူ့ကိုလှောင်ပြောင်ကြသလိုစီးပွားရေးလောကခုလုံးကလည်းသူ့ကိုနာမည်ပျက်စီးရင်တွင်းလိုက်ကြပါတယ်သူကဒီလိုပျက်စီးခြင်းတွေကိုမခံစားနိုင်တော့ပဲသူ့ရဲ့ကံဆိုးမှုတွေအားလုံးကကျွန်တော်ကြောင့်လို့တတ်မှတ်လိုက်တာပါသူတက်ချင်ခဲ့တဲ့သူကအမှန်တော့ကြောတယောက်တည်းပဲလေနိုင်ငံကိုပြန်ရောက်တဲ့နောက်တစ်နေ့မှာကျွန်တော်ပန်းစည်းတစ်ခုကိုကင်ပြီးဆေးရုံကိုသွားခဲ့ပါတယ်လုတ်ထူဦးကပြပခန်းမှာဆေးရုံတက်နေရတာပါဆရာဝန်တွေကလွှဲရင်သူမဘသူ့ကိုမှအခန်းထဲပေးမဝင်ပါဘူးကျွန်တော်တကားကိုခောက်လိုက်တဲ့အခါအထဲကနေသူမရဲ့တည်ငြိမ်ပေမဲ့အားနေနေတဲ့အတန်ထွက်လာပါတယ်ကျမကိုဒုက္ခမပေးပါနဲ့ကျွန်တော်တိုးညင်းတဲ့အတန်နဲ့လုတ်ထူဦးငါဘာလို့ပြောလိုက်ပါတယ်တကားရဲ့တစ်ဖက်တစ်ချက်စီမှာကျွန်တော်တို့နှစ်ယောက်စလုံးဘာတမ်းမှထပ်မထွက်ပဲငြိမ်သက်သွားခဲ့ကြပါတယ်နောက်ဆုံးမှာတော့လုတ်ထူဦးကနတ်ဆီယာမလေးကတဆင့်ကျွန်တော်အတွက်စာရွက်စာတမ်းနှစ်စုံကိုပေးပို့ခဲ့ပါတယ်။တစ်စုံကတော့လက်မှတ်ထိုးထားပြီးသားကွာရှင်းပြည့်စည်ရေးစာချုပ်ဖြစ်ပြီးနောက်တစ်စုံကတော့သူမကုမ္ပဏီရဲ့ share လွှဲပြောင်းပေးတဲ့စာရွက်စာတမ်းတွေပါ။သူမမိမိရဲ့ local corporation တစ်ခုလုံးကိုကျွန်တော်နာမည်ပေါ်လွှဲပြောင်းပေးချင်တာပါ။အဲ့ဒီနောက်မှာကျွန်တော်နဲ့သူမရဲ့ရှေ့နေတို့တရားရုံးကိုသွားခဲ့ကြပြီးကျွန်တော်တို့ရဲ့ကွာရှင်းပြည့်စည်မှုကတရားဝင်ပြီးဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်သူမရဲ့ကုမ္ပဏီကိုတော့လက်မခံခဲ့ပါဘူးကျွန်တော်ဖခင်ကရှင်းရှင်းလင်းလင်းပြောထားခဲ့တာပါတကယ်လို့ကျွန်တော်သူမရဲ့ကုမ္ပဏီကိုသာထိတွေ့ခဲ့ရင်သူကျွန်တော်ခြေထောက်ကိုရိုက်ချိုးပစ်လိမ့်မယ်တဲ့တနေ့အကြာမှာကျွန်တော်လုတ်ထူဦးနဲ့နောက်ထပ်တစ်ခါပြန်လည်ဆုံတွေ့ခဲ့ရပါတယ်အခုတော့သူမခြေတူတွေတက်ဆင်ထားခဲ့ပြီးဖြစ်တယ်လို့သူမဘဝကိုနောက်ထပ်တစ်ကြိမ်စီးပွားရေးလောကထဲကိုရဲရဲဝံ့ဝံ့ခြေလန်းတစ်ပြန်လည်လန်းတက်နေခဲ့ပါပြီ